ငိမ့်ချမ်းသောစိတ်ငိမ့်ချမ်းသောဘဝတကယ်တော့ဒီကောင်းစဉ်လိုမျိုးဘဝကိုလူတိုင်းလိုချင်ကြပါတယ်လူတိုင်းကစိတ်ကလေးတွေငြိမ်ငြိမ်ချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နဲ့အေးအေးဆေးဆေးဘဝလေးကိုဖြတ်တန်းချင်ကြတယ်အဲ့ဒီအတွက်ရှာကြဖွေကြရုန်းကန်ကြစုဆောင်းကြနဲ့အမျိုးစုံလုပ်ကြရတယ်ကိုအိုးကိုအိမ်လေးနဲ့နေရရင်ဒုဘဝလေးငြိမ်ချမ်းပါပြီကွာဆိုပြီးအိုးလေးအိမ်လေးနဲ့မဖြစ်ဖြစ်အောင်ရုန်းကန်ကြရတယ်အဲ့ဒီနောက်ကားလေးရှိရင်သားသမီးတွေရဲ့ပညာရေးကျန်းမာရေးအတွက်စေးစရိတ်လူဖို့တန်းမို့အိုးစားမင်းစားအိုးစုံနှဖာစီလို့ပါပဲလိုအပ်ချက်တွေကအတော်မတက်နိုင်တော့ဘူးဒီလိုအပ်ချက်တွေကိုဖြည့်ဖို့ရာစူးစမ်းနေရင်ရုန်းကန်နေရင်ကပဲငြိမ်းချမ်းသလိုလိုရှိနေတဲ့စိတ်ကလေးတွေလည်းပူလောင်လှပါပြီငြိမ်းချမ်းတဲ့ဘဝဆိုတာကလည်းဘယ်တော့ခါမှမသိတော့ဘူးဒါဟာလူဘဝပါပဲလူဘဝမှာလူပီပီတတ်တတ်နေရဖို့အခြေခံလိုအပ်ချက်တွေကိုဖြည့်ရတာတော့တဘာဝပါပဲစိတ်ငြိမ်းချမ်းဖို့ရလဲအဲ့ဒီအခြေခံလိုအပ်ချက်တွေကတစိတ်တစီတာပါဝင်ပါတယ်ဘဝငြိမ်းချမ်းဖို့ရလဲဒီရုပ်ဝတ္ထုပစ္စည်းတွေကအတိုင်းအတာတစ်ခုထိပါတယ်ဒါပေမဲ့တခြားရေးကြီးတဲ့အရာတွေကလည်းပါသေးတာပဲလေငြိမ်းချမ်းသောစိတ်ငြိမ်းချမ်းသောဘဝဆိုတာကိုပိုင်ဆိုင်ဖို့ရအတွက်အပြင်ကအကြောင်းအရာတွေသာမကဘူးအတွင်းထဲကအရာတွေကိုလည်းဖြည့်ဖို့လိုအပ်သေးတယ်အပြင်ကရုပ်ဝတ္ထုပစ္စည်းတွေရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတွေကအတွင်းကတိုးတက်မှုတွေနဲ့ရှင်လိုက်ရင်အနှစ်သာရနည်းပါတယ်ရေရှည်တည်တဲ့နိုင်စွမ်းနည်းတယ်သူ့မှာများတာဆိုလို့ဘေးထွက်ဆိုးကျိုးပဲရှိတယ်ဒါပေမဲ့လူတွေကစိတ်ပျော်ရွှင်မှုဘဝလေးတွေတာယာငြိမ်းချမ်းမှုပြင်မာပဲရှာလေးရှိကြတယ်ဒီခါမှာအဲ့ဒီလူတွေကိုတွင်းထဲမှာလဲရှာတက်တဲ့လေ့ကျင့်လေးဖြစ်အောင်ဒီစာအုပ်ကလေးကလမ်းညွှန်ပေးထားပါတယ်အဲ့ဒီတော့ငြိမ်းချမ်းသောစိတ်ငြိမ်းချမ်းသောဘဝကိုတိဆောက်ဖို့အတွက်စာရေးဆရာမညာနာရေးသားထားတဲ့ဒီစာအုပ်ကလေးကိုတူတူလိုက်ပါလေ့လာကြည့်ကြရအောင် Peaceful Mind Peaceful Life A Guide to Developing Inner Peace ခင်မီဘွားဤမငြိမ်သက်မှုများကြားတွင်အတွင်းစိတ်ငြိမ်းချမ်းမှုနှင့်ကျေနပ်ရောင်ရဲမှုကိုဖော်ဆောင်နိုင်စေရန်ရည်ရွယ်ပါသည်မင်္ဂလာပါရှင် Focus on New Channel ကနေကြိုဆိုပါရရှင်အတူတူလိုက်ပါလေ့လာကြည့်ကြရအောင်ပါယနေ့ခေတ်လျင်မြန်စွာပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာစိတ်ဖိစီးမှု stress စိုးရိမ်ပူပန်မှု anxiety တွေနဲ့အဆိုးမြင်စိတ် negativity တွေကလူသားတွေရဲ့ခံစားချက်ကိုလွှမ်းမိုးဖို့လွယ်ကူတဲ့အနေအထားဖြစ်လာပါတယ်နေ့စဉ်မိသားစုဘဝလုပ်ငန်းခွင်နဲ့ social media တွေရဲ့စင်စက်မပြတ်ပွက်လောရိုက်ဆူညံမငြိမ်သက်မှုတွေကြောင့်ကိုယ်တိုင်နဲ့အခြားသူတွေကြားမှာတဖြည်းဖြည်းအဆက်အသွယ်ပြတ်တောက်သလို disconnected feeling ကိုခံစားနေရသူတွေများလာပါတယ်ဘဝရဲ့စိန်ခေါ်မှုတွေပူပင်တွေကြားမှာငြိမ်းချမ်းစေဖို့ပိုပြီးကျေနပ်ပျော်ရွှင်စေဖို့နည်းလမ်းရှိပါသလားလို့မေးလာခဲ့ရင်အဲ့ဒီအတွက်အဖြေကငြိမ်းချမ်းသောစိတ်ဖြင့်ငြိမ်းချမ်းသောဘဝကိုပြုစုပျိုးထောင်ခြင်းဆိုတဲ့ချက်ပါပဲဒါကြောင့်ငြိမ်းချမ်းသောစိတ်ငြိမ်းချမ်းသောဘဝဆိုတဲ့ဒီစာအုပ်ကလေးကိုရေးသားဖြစ်ခဲ့ပါတယ်ဒီစာအုပ်မှာသတိပဋ္ဌာန် mindfulness တရားထိုင်ခြင်း meditation နဲ့ကိုစင်ချင်းသုံးသက်ခြင်း self reflection ဆိုတဲ့သဘောတရားတွေကိုအခြေခံပြီးရေးသားထားပါတယ်လူတူးချင်းစီရဲ့ငြိမ်းချမ်းတဲ့စိတ်ကိုဖွံ့ဖြိုးတိုးတက်အောင်ကူညီပေးနိုင်မှုခေတ်သစ်ဘဝရဲ့ရှုပ်ထွေးမှုတွေကိုပိုမိုလွယ်ကူချောမွေ့စွာဖျက်ဆီးစေနိုင်ဖို့အလေးပေးဖော်ပြထားပါတယ်ဒီစာအုပ်ကိုအပိုင်း၄ပိုင်းခွဲထားပါတယ်ပထမပိုင်းအဖွင့်မှာမေတ္တာကရုဏာမုဒိတာဥပိ္ပခာဆိုတဲ့ဗြဟ္မဝိဟာရတရား၄ပါးနဲ့မိတ်ဆက်ပေးထားပါတယ်မြင့်မြတ်သောဘဝနေနည်းကိုဗြဟ္မဝိဟာရဗြဟ္မစိုတရားလို့ခေါ်ပါတယ်ဗြဟ္မစိုကျင့်စဉ်များဟာစိတ်ငြိမ်းချမ်းမှုကိုမွေးမြူတဲ့နေရာမှာဘာကြောင့်အရေးကြီးသလဲဆိုတာသိစေလိုတာကြောင့်ဥစွာပထမဖော်ပြထားပါတယ်အဲ့ဒီနောက်မှာဘေသောအခါမှသွေးပယ်မသွားနိုင်တဲ့နိယာမတွေဖြစ်တယ်မြတ်ဗုဒ္ဓရဲ့ဟောကြားညွှန်ပြခဲ့တဲ့သီလသမာဓိပညာဒီတရားတွေကိုအခြေခံကထည့်သွင်းရေးသားထားပါတယ်ဒုတိယပိုင်းမှာတော့နေ့စဉ်ဘဝစိတ်ဖိစီးမှုတွေကြုံလာရတဲ့အခါဖြေရှင်းနိုင်မဲ့ mindfulness awareness ဆိုတဲ့သတိပဋ္ဌာန်ဆိုင်ရာနည်းလမ်းများကိုလမ်းညွှန်ထားပြီးစိတ်ပိုင်းဆိုင်ရာအနာတရားထုံးခဲလေးတွေပြေလျှော့က healing ဖြစ်ပြီးပြန်လည်ကုစားနိုင်ဖို့ကိုတော့တတိယပိုင်းကစာပိုက်များကအထောက်အကူဖြစ်ပါလိမ့်မယ်စတုတ္ထပိုင်းမှာတော့ဘဝရှင်သန်ရခြင်းအတွက်အဓိပ္ပာယ်ရှိစေမယ့်အကြောင်းအရာလေးတွေပါဝင်ပါတယ်နှစ်ချုပ်အနေနဲ့ပြောရရင်ငြိမ်းချမ်းသောစိတ်နဲ့ငြိမ်းချမ်းသောဘဝကိုတိဆောက်လိုသူတိုင်းတွင်ဒီစာအုပ်ထဲကအကြောင်းအရာလေးတွေက peaceful resource ငြိမ်းချမ်းရာအရင်းမြစ်လေးတစ်ခုဖြစ်မယ်လို့ယုံကြည်ပါတယ်ချစ်ခင်စွာဖြင့်ညာနာအပိုင်း၁ Noble Living မြင့်မြတ်သောဘဝနေနည်းမေတ္တာလှိုင်းရဲ့ positive repair I alone can't change the world but I can cast a stone across the water
to create many ripples. Mother Teresa ရေပြင်စီကိုကြောက်ခဲတစ်လုံးလှမ်းပစ်လိုက်တဲ့အခါရေထဲကျသွားတဲ့ကြောက်ခဲကချက်ချင်းပြောက်ကွယ်သွားပြီမယ်။အနီးနားတစ်ဝိုက်ကနေဟိုးဝေးစီပြန့်နှံ့သွားတဲ့လှိုင်းကရက်တွေကတော့ရေပြင်ပေါ်မှာထင်ကျန်ရစ်ခဲ့တာကိုတွေ့ရမှာပါ။ကြောက်ခဲတစ်လုံးကိုရေထဲပစ်ချလိုက်တာကပစ်ချလိုက်တဲ့နေရာမှာတင်မကပဲဝေးကွာတဲ့နေရာတွေအထိပါလှိုင်းခတ်မှုအပြောင်းလဲတွေဖြစ်ပေါ်စေပါတယ်။ဒါကို ripple effect လို့ခေါ်ပါတယ်။ဒီ ripple effect ကစီးပွားရေးနယ်ပယ်မှာပိုပြီးသိသာပါတယ်။ဥပမာကုမ္ပဏီတစ်ခုရှုံးပေါ်ပါပြီပိတ်သိမ်းလိုက်ရရင်ကုမ္ပဏီပေါ်မိခိုနေရတဲ့ဝန်ထမ်းတွေတူတယောက်ချင်းစီရဲ့အလုပ်ကိုင်ဝင်ငွေကိုထိခိုက်ကုန်တော့တယ်အလားတူပဲစက်မှုလုပ်ငန်းတစ်ခုကျဆင်းလာတဲ့အခါကုန်ထုတ်လုပ်မှုနဲ့လက်လီရောင်းချမှုတွေအပါအဝင်အခြားသောလုပ်ငန်းကဏ္ဍတွေအထိစီးပွားရေးနယ်ပယ်တစ်ခုလုံးပေါ်အကျိုးသက်ရောက်မှုဖြစ်လာရတယ်အဲ့ဒီလိုပဲနေ့စဉ်ဘဝတွေကလှုပ်ဆောင်ချက်တစ်ခုဖြစ်ရက်တစ်ခုဟာလေပတ်ဝန်းကျင်တစ်ခုလုံးပေါ်ဘယ်လောက်ထိအကျိုးသက်ရောက်မှုရှိတယ်ဆိုတာကိုချက်ချင်းမသိမြင်နိုင်ပေမဲ့အကြောင်းအရာအသေးလေးတစ်ခုကိုအစပြုပြီးဖြစ်ပေါ်လာကြတဲ့ကြီးမားတဲ့အချိုးကွေပြောင်းလဲတွေဆိုတာရှိသမြဲပါပဲ Power word ကိုယ့်အတွက် power ရှိတယ်လို့ခံစားမိတဲ့စကားလုံးတစ်ခုခုကိုမကြာခဏရေရွရင်ကောင်းတဲ့အရာတွေကိုသတိရစေတာကအသုံးဝင်တဲ့နည်းစနစ်တစ်ခုဖြစ်ပါတယ် Power word တစ်ခုကိုရေရွတ်တဲ့နည်းကတနေ့တာလုပ်ငန်းဆောင်တာတွေပေါ်အာယုံစူးစိုက်နိုင်ပြီးစိတ်ကိုခွန်အားရှိအောင်တွန်းအားပေးတယ်ခုလက်ရှိညာနာစိတ်ဝင်စားနေမိတဲ့စကားလေးတစ်လုံးက ripple မြန်မာလိုလှိုင်းရက်ပေါ့ညာနာတို့တွေနေ့စဉ်ဘဝရဲ့စိတ်ခံစားမှု emotion တွေဟာလှိုင်းရက်လိုပဲလှိုင်းခတ်မှုကျေပြန့်နေတက်ရောက်မှုအားကောင်းနေကိုမိသားစုတွေမိတ်ဆွေတငယ်ချင်းတွေကိုမသိတဲ့လူတွေနဲ့နေ့စဉ်ထိတွေ့ဆက်ဆံမှုတွေမှာကိုကသူတို့ပေါ်ဘလို့လှိုင်းရက်မျိုးတွေပို့ဆောင်ပေးနေတယ်လဲဆိုတာသတိထားကြည့်စီခြင်းနဲ့ကိုရဲ့လှုပ်ဆောင်ချက်တစ်ခုချင်းစီတိုင်းဟာတစုံတစ်ယောက်ပေါ်အဲ့ဒီတစုံတစ်ယောက်ကနေနောက်ထပ်ထိတွေ့ဆက်ဆံတဲ့သူတိုင်းပေါ်အများကြီးစင်ကဲပြီးအရှိန်အဟုန်နဲ့တက်ရောက်စေနိုင်နေဆိုတာကို ripple ဆိုတဲ့စကားလုံးလေးကသတိပေးနေပါတယ်။ကိုကလူတစ်ယောက်ကိုဖော်ဖော်ရွရွဆက်ဆံလိုက်မယ်ဆိုရင်ဒီ ripple effect ရဲ့အကျိုးသက်ရောက်မှုကြောင့်အဲ့ဒီလူကနေနောက်လူကိုလည်းပြန်ပြီးဖော်ဖော်ရွရွဆက်ဆံဖြစ်ဖို့အလားအလာပိုများပါတယ်။အချို့နေရာတွေမှာညာနာတို့စိတ်ခံစားမှုအခြေအနေတွေက virus တစ်ခုလိုပါပဲ။ဒါကိုလွယ်တကူမြင်နိုင်တဲ့နေရာကတော့လုပ်ငန်းခွင်မှာဖြစ်တယ်။အစိုးမြင်တတ်သူတခြားသူတွေကိုအတင်းပြင်းပြောတတ်သူဒါမှမဟုတ်ဉာဏ်ပြင်းတဲ့စိတ်ထားရှိတဲ့အစိတ်အတောက်လှုပ်ဖော်ကင်ဘက်တူဟာလုပ်ငန်းခွင်ကိုအမှန်တကယ်ထိခိုက်စေနိုင်တယ်ဆိုတာကိုသူတေသနာတွေကပြထားတယ်။ကိုယ်ပတ်ဝန်းကျင်မှာလူကောင်းတယောက်ရှိနေပြီဆိုရင်လေအများကောင်းကျိုးကိုဖြစ်ထွန်းစေနိုင်တာသူ့ကိုအတူတူအားကျစိတ်နဲ့နောက်ထပ်လူကောင်းများစွာလည်းပေါ်ပေါက်နိုင်စေတာဒီလိုနည်းနဲ့ ripple effect ကလူများစွာရဲ့ဘဝကိုပြောင်းလဲစေတယ်။ဒါကြောင့်ပြုသဘောဆောင်တဲ့ positive power ripple ခွန်အားရှိတဲ့မေတ္တာလှိုင်းရဲ့ကောင်းလေးတွေကိုဖန်တီးကြဖို့နီးလန်းလေးတွေကိုမျှဝေပေးခြင်းပါတယ်။နံပါတ်1တစုံတဦးကိုအတိမတ်ပြုပေးပါ acknowledge somebody အတိမတ်ပြုတယ်ဆိုတာကတခန်းတနာကြီးကြီးကျယ်ကျယ်ကိစ္စတွေကိုပဲဆိုလိုတာမဟုတ်ပါဘူး။ပေါ့ပါကိစ္စလေးတွေမှာလည်းအတိမတ်ပြုခြင်းကိုကျင့်သုံးနိုင်ပါတယ်။ဒီနေရာကိုသွားလို့ဘေးထိုင်ကုန်မှာတစုံတစ်ယောက်ကလာထိုင်ရင်ကိုကပြုံးပြလိုက်တာရင်းနှီးသူတွေနဲ့ဆိုရှယ်မီဒီယာမှာအပြုသဘောဆောင်တဲ့ comment လေးတွေဝင်ရေးလိုက်တာစသဖြင့်အဲ့ဒီလိုအသေးမွှားလေးတွေကနေကြီးကြီးမားမားအရာတွေထိအတိမတ်ပြုခြင်းရဲ့လှိုင်းရက်ဟာအရှိန်ဟုန်ကြီးမားစေပါတယ်ငယ်ချင်းတွေနဲ့ဆုံဖြစ်တဲ့အခါသူတို့ကဖုံးရမ်းသုံးကြတယ်ခဏလေးတွေ့ရတဲ့အချိန်လေးမှာတော့ဖုံးနဲ့မျက်နှာမခွာနိုင်ကြဘူးလှုပ်တွေများနေတာကိုနားလည်ပြီးမြဲတွေးဆုံတော့အချိန်နည်းနည်းပေးပြီးစကားတွေပြောချင်မိတယ်စားတောက်ဆိုင်ကြီးတွေမှာဈေးကြီးတဲ့ဟင်းပွဲတွေရှေ့ချပြီးစိတ်မပါလက်မပါစားရင်ကိုစီဖုံးသုံးနေကြမယ်အစားရိုးရှင်းတဲ့လမ်းဘေးဆိုင်ကလေးတွေမှာထိုင်ပြီးဖုံးတွေကိုပေးချပြီးတငယ်ချင်းတွေနဲ့ဟက်ပက်ရဲမောပြောဆိုကြရင်ဘလောက်ကောင်းမလဲဆိုတဲ့အတွေ့မျိုးစိတ်ထဲဖြစ်မိတယ်မိတ်ဆွေတငယ်ချင်းတွေနဲ့အတူတူရှိခိုက်တွေ့ရခိုက်ချိန်ကလေးတွေကအရန်နှမျောဖို့ကောင်းနေနောက်တစ်ခါပြန်ဆောင်ကြဖို့ဆိုတာလေအားလုံးအလုပ်ကိုစီနဲ့မို့မလွယ်လှဘူးဖြစ်နိုင်ရင်ရင်းနှီးချစ်ခင်သူတွေနဲ့ပြင်မာတွေ့ကြတဲ့အခါဖုံးကိုအိတ်ထဲမှာတင်ထားတာကောင်းပါတယ်ဘသူကိုမဆိုတွေ့ရတော့အချိန်ကလေးတွင်းမှာအပြည့်အဝအာယုံစိုက်ပြီးအတိမတ်ပြုတ်ပေးတဲ့နေလူတယောက်ကိုအတိမတ်ပြုတ်ပေးခြင်းကကိုယ်စိတ်တရံမှာပြုသဘောဆောင်တဲ့ positive လှမ်းရက်တွေကိုဖြစ်ပေါ်လာစေတယ်နံပါတ်2တစုံတူကိုတန်ဖိုးထားချီးမွမ်းပေးပါ appreciate somebody လူတယောက်ကိုတန်ဖိုးထားကြောင်းသိစေဖို့အတွက်ကောင်းဆုံးနည်းလမ်းကတော့ချီးမွမ်းစကားပြောပေးတာပြင်တခြားမရှိပါဘူးသူ့ရဲ့အရေးသွေးကိုဂရုတစိုက်နဲ့ချီးမွမ်းတာက
သူ့ကိုဘလောက်တန်မိုးထားတယ်ဆိုတာကိုဖော်ပြနိုင်တဲ့အကောင်းဆုံးနည်းလမ်းပါပဲကိုလေးထားရတဲ့သူတွေကိုချီးမွမ်းစကားပြောဖို့ဝင်မလေးပါနဲ့ချီးမွမ်းစကားပြောလိုက်တာဟာသူ့ပေါ်ကိုယ့်ရဲ့အလေးထားမှုကိုပြသရင်းနဲ့သူနဲ့ကိုယ့်ရဲ့ကြားကဆက်ဆံမှုကိုပိုပြီးနှွေးထွေးစေတာပါသူ့ရဲ့ကောင်းမွန်တဲ့အရေးသွေးကိုဘလောက်တန်မိုးထားကြောင်းအတိမတ်ပေးပါချီးမွမ်းစကားတွေပြောပေးတာဟာမုဒိတာပွားရလဲရောက်ပါတယ်ချီးမွမ်းနေဆိုတာကမြောက်ပင့်တဲ့သဘောမျိုးကိုကျိုးလိုညောင်ရည်လောင်းတဲ့သဘောမျိုးမဟုတ်ဘူးမြောက်ပင့်မှုတွေရဲ့နောက်ွယ်မှာကိုကျိုးစည်းဝါးအတွက်ရည်ရွယ်ချက်တစ်စုံတရာပါဝင်နေပြီးစစ်မှန်တဲ့ချီးမွမ်းမှုတွေရဲ့နောက်ွယ်မှာတော့မုဒိတာတရားသာပါဝင်ပါတယ်နံပါတ်3တစုံတဦးကိုအကြံပေးပါ advise somebody ကိုနဲ့ဆက်တဲ့လူတွေကိုပိုတော်ပိုကောင်းတဲ့ version ဖြစ်လာအောင်ကူညီပေးဖို့ဆိုတာလူကောင်းသူကောင်းများရဲ့တာဝန်ဝတ္တရားတစ်ခုပါသူတို့ကိုယ်တိုင်ဘဝကိုတည်ဆောက်နိုင်လာအောင်ဖေးမှာပါခက်ခဲတွေဖြတ်တန်းလာနိုင်ဖို့ရအကြံဉာဏ်ကောင်းနေနေသူတို့ရဲ့အနာဂတ်ခိုင်မာစေအောင်တွန်းအားပေးပါအဲ့ဒီလိုလုပ်ပေးတာကသူတို့အတွက်ပြောင်းလဲတွေကိုကိုကဖန်တီးပေးလိုက်ရုံတင်မကပါဘူးအခြားဘယ်နေရာမှာမှမရနိုင်တဲ့ကောင်းမွန်တဲ့စိတ်ခံစားမှုကိုပေးစွမ်းတာဖြစ်ပါတယ်လိုအပ်သူတွေကိုကူညီဖို့ငွေအားမတက်နိုင်ရင်အကြံဉာဏ်အားနဲ့တက်နိုင်သမျှစ조사ကြရင်မေတ္တာလှမ်းကြီးရဲ့ positive ripple လေးတွေထုတ်လွှင့်နိုင်ပါတယ်နံပါတ်4တစုံတစ်ယောက်ကိုလေးစားမျက်နှိုးပါ admire somebody ကိုလေးစားမျက်နှိုးရသူတွေကိုအတူယူတာကကိုယ်တိုင်ပိုကောင်းတဲ့လူဖြစ်လာဖို့လမ်းစာပါပဲလေးစားမျက်နှိုးရသူတို့ရဲ့အလေးကျင့်ကောင်းတွေကိုလေ့လာမှတ်သားထားပြီးကိုပိုကောင်းမွန်တဲ့ပုံစံဖြစ်လာအောင်လေ့ကျင့်ယူနိုင်ပါတယ်ပိုကောင်းတဲ့အရွေးစီကိုတဖြည်းဖြည်းချင်းပြောင်းလဲယူနိုင်ဖို့လေးစားမျက်နှိုးရတဲ့လူကောင်းတွေကလမ်းပြမြေပုံတစ်ဖွဲဖြစ်ပါတယ်စာနာတတ်ဖို့ရေရောတတ်ဖို့လူတွေကိုလေးစားတတ်ဖို့နဲ့အလုပ်ကြိုးစားဖို့စီကံရှိဖို့လောကရန်ကိုခံနိုင်ရည်ရှိဖို့ဆိုတဲ့ဒီရည်သွေးတွေကိုအတူတူဆောင်ရွက်ကြရင်ကိုယ်တိုင်တွင်သာမကပဲလူအဖွဲ့အစည်းကိုအကျိုးပြုနိုင်စေသူတွေဖြစ်လာနိုင်ပါတယ်ဒီလိုနည်းလေးတွေနဲ့အင်အားကြီးတဲ့ပြုသဘောဆောင်တဲ့လှမ်းကြက်တွေကိုဖန်တီးလို့ရပါတယ်ကိုယ်တိုင်ဖန်တီးလိုက်တဲ့ကောင်းသောလှမ်းကြက်တစ်ခုဟာဘယ်တိုင်းတာထိအကျိုးသက်ရောက်မှုရှိသွားမယ်ဆိုတာမသိနိုင်ပါဘူးရှင်တန်ခိုက်ချိန်လေးတွင်းမှာပြုသဘောဆောင်တဲ့အားကောင်းတဲ့မေတ္တာလှမ်းကြက်တွေကိုစင်ဆက်မပြတ်ထုတ်လွှတ်ကြရင်ဘဝကိုအတိတ်ပဲရှိဖြတ်သန်းကြရအောင်ပါပရာဟိတမိခင်ကြီးမာသာထရီဆာရဲ့စကားလေးနဲ့အနှစ်ချုပ်ပြောလိုက်ပြသည်ကိုတယောက်တည်းနဲ့ကဘာကြီးကိုမပြောင်းလဲနိုင်ပါဘူးဒါပေမဲ့လှမ်းကြက်ပေါင်းများစွာကိုဖန်တီးဖို့ရေထဲကိုကြောက်ခဲတစ်လုံးပစ်ချလိုက်နိုင်ပါတယ်ဘာသာရေးနဲ့မသက်ဆိုင်တဲ့ဂယုဏတရားဆိုတာဘာသာရေးကိစ္စမဟုတ်ပါဘူးလူသားတွေရဲ့ကိစ္စပါပကာသနာတွေလည်းမဟုတ်ဘူးကိုယ်ပိုင်ငြိမ်းချမ်းရေးနဲ့စိတ်တည်ငြိမ်ရေးလူသားတွေရဲ့ရှင်သန်ရည်တည်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်တိဘက်ဘုန်းတော်ကြီးဒလိုင်းလာမကဒီစကားကိုပြောခဲ့ပါတယ်ဂယုဏတရားဟာဗုဒ္ဓဘာသာအပါအဝင်ကိုယ်ွယ်ယုံကြည်မှုပေါင်းများစွာရဲ့ဘာသာရေးလမ်းကြောင်း spiritual ပတ်တွေမှာအရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါဝင်နေပါတယ်ဗုဒ္ဓဘာသာမှာလည်းဂယုဏတရားကိုဘဝရဲ့ကဏ္ဍတိုင်းမှာပြုစုပြောထောင်ရမယ့်သီလတစ်ခုဖြစ်ရှုမြင်ထားပါတယ်ဂယုဏတရားဆိုတာသူတစ်ပါးရဲ့ဆင်းရဲဒုက္ခကိုနားလည်သဘောပေါက်ခြင်းလို့ဆိုလိုတယ်ဒီနားလည်မှုကတက်ရှိအလုံးအတွက်စာနာမှုနဲ့ချစ်ချင်းမြတ်တာကိုနက်နက်ရှိုင်ရှိုင်ခံစားရစေတဲ့အရာဖြစ်တယ်စစ်မှန်တဲ့ဂယုဏဆိုတာအခြားသူတွေကိုတနာပါတယ်ဆိုပြီးစုတ်တက်အထင်သေးနေတာမျိုးမဟုတ်ပါဘူးဒုက္ခရောက်နေသူတွေပေါ်မှာစာနာစိတ်ကိုအခြေခံပြီးကိုယ်နဲ့ထက်တူအပြေဝမျှဝေခံစားပေးတာမျိုးပါဆင်းရဲဒုက္ခတွေကနေကိုယ်တိုင်လည်းလွတ်မြောက်ခြင်းနဲ့ဒီလိုပဲသူများတွေကိုလည်းလွတ်မြောက်စေခြင်းနဲ့အဲ့ဒီအတွက်တက်နိုင်သမျှလည်းကူညီတယ်မျှဝေတယ်ဖေးမတယ်ဒီစိတ်မျိုးဟာဂယုဏတရားပါပဲဒုက္ခရောက်နေသူတွေပေါ်ကိုတက်နိုင်တာကိုဘာတစ်ခုမှကူညီလှုပ်ဆောင်ပေးတာမျိုးမရှိပဲသူခမညာတနာပါတယ်လို့ထိုင်တနာနေုံတက်ကဂယုဏမဟုတ်ပါဘူးဂယုဏရဲ့အနှစ်သာရကကိုတက်နိုင်သမျှတွေကိုကူညီလိုစိတ်စေတနာရည်ရွယ်ချက်တွေနဲ့တူလက်တွေ့လှုပ်ဆောင်မှုအရှင်ပါဝင်ပါတယ်လူတူတယောက်ချင်းစီရဲ့ပျော်ရွှင်မှုဟာအားလုံးရဲ့ပျော်ရွှင်မှုအပေါ်မှာမူတည်နေတာဖြစ်တယ်လို့အားလုံးရဲ့ပျော်ရွှင်မှုဟာလည်းတူတယောက်ချင်းစီရဲ့ပျော်ရွှင်မှုအပေါ်မှာမူတည်နေပါတယ်ဘာကြောင့်လဲဆိုရင်တတ္တဝါအားလုံးဟာအပြန်အလှန်မိခိုနေတာကြောင့်ပါပဲပျော်ရွှင်မှုကိုဖန်တီးဖို့အတွက်လူအဖွဲ့အစည်းအတွင်းမှာရှိတဲ့သူတွေအားလုံးအပေါ်ကောင်းမွန်တဲ့စိတ်နေသဘောထားတွေမွေးမြူဖို့လိုအပ်ပါတယ်ညာနာတို့တွေဟာပျော်ရွှင်ခြင်းနဲ့မပျော်ရွှင်မှုကိုမလိုချင်ဘူးခြားသူတွေကလည်းဒီတိုင်းပဲဖြစ်ကြပါလိမ့်မယ်
ဒုက္ခဆင်းရဲကိုဘယ်သူမှမလိုချင်ကြဘူးတတဝါအလုံးဟာဆင်းရဲဒုက္ခနဲ့ပြဿနာတွေကနေလွတ်ကင်းချင်ကြတယ်တခြားသူတွေအတွက်ဂရုဏာထားဖို့ဆိုရင်ပထမဦးဆုံးကိုယ့်ရဲ့ပြဿနာတွေကိုအတိမတ်ပြုရင်ဆိုင်ဖို့နဲ့တခြားသူတွေကိုလည်းဒီပြဿနာတွေကနေလွတ်ကင်းစေလိုတဲ့ခိုင်မာတဲ့ဆန္ဒရှိဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့ဆင်းရဲဒုက္ခတွေကိုဖယ်ရှားဖို့ဆုံးဖြတ်လိုက်တဲ့အခါအဲ့ဒီဆုံးဖြတ်ချက်ကပိုမိုခိုင်မာလေတခြားသူတွေကိုစာနာနိုင်လာပြီးသူတို့ရဲ့ဆင်းရဲဒုက္ခတွေကနေကြော်လွှားနိုင်အောင်ကူညီပေးဖို့စွမ်းဆောင်နိုင်လေပါပဲဆင်းရဲဒုက္ခတွေကနေကိုယ်တိုင်လွတ်မြောက်ခြင်းစိတ်မရှိဘူးဆိုရင်ခြားသူတွေကလည်းသူတို့ရဲ့ဆင်းရဲဒုက္ခတွေကနေလွတ်မြောက်အောင်ကိုကဘလို့လို့တွေးပေးနိုင်ပါမလဲအဲ့ဒါကြောင့်ပထမဆုံးအနေနဲ့ကိုအရင်ဂရုဏာထားရမှာဖြစ်တယ်ဂရုဏာနဲ့တတိတံပစင်နေ့စဉ်ဘဝထဲမှာဂရုဏာထားရှိကျင့်သုံးတာကကုသိုလ်တရားတွေကိုအောက်မေ့ဆင်ခြင်ဉာဏ်တတိတံပစင်နဲ့နီးနီးကပ်ကပ်ဆက်နေပါတယ်တက်ရှိတတ္တဝါအလုံးပေါ်ဂရုဏာစိတ်ထားမွေးမြူနိုင်ဖို့ရာကိုယ့်ရဲ့အတွေ့စိတ်ခံစားမှုပြုမှုတွေကိုတတိရှိဖို့အားထုတ်ကြရတယ်ဂရုဏာကျင့်စဉ်မှာမိမိကိုဆင်းရဲဒုက္ခကိုသိရှိနားလည်ပြီးသူတစ်ပါးရဲ့ဒုက္ခကိုနားလည်ခြင်းလည်းပါဝင်တယ်ညာနာတို့တွေဟာကိုယ်ဆင်းရဲဒုက္ခနဲ့ပတ်ဝန်းကျင်မှာရှိသူတွေရဲ့ဒုက္ခကိုတတိပြုမိအောင်ကြိုးပမ်းကြရပါတယ်။ဒါကြောင့်ဂရုဏာစိတ်ထားကိုမွေးမြူဖို့တတိတရားနဲ့စင်ကြင်ဉာဏ်ကအရေးကြီးတယ်။ဂရုဏာရောင်ဆောင်တဲ့တောကဒီနေရာမှာတတိပြုဖို့အရေးကြီးတဲ့အချက်ကတော့စိုးရိမ်တောကကိုဂရုဏာလို့အထင်မှားတတ်ကြတာပါ။ဂရုဏာတရားမှာတောကဆိုတဲ့စိတ်ဆင်းရဲမှုမပါပါဘူး။ဂရုဏာကကုသိုလ်တရားဖြစ်ပါတယ်။တောကဆိုတဲ့စိတ်မကောင်းဖြစ်တာတွေစိတ်ပူပန်တာတွေကကုသိုလ်တရားမဟုတ်တဲ့အကုသိုလ်တရားတွေပါကိုတိတ်ချစ်ခင်ရတဲ့မိသားစုဝင်တယောက်ယောဂတစ်ခုဖြစ်တယ်ဆိုပါစို့ဒီယောဂကသူ့မှဖြစ်ရသလားငါသာသူ့ကိုယ်စားဝင်ဖြစ်ပေးလိုက်ခြင်းတော့တယ်သူခံစားနေရတာမကြည့်ရဘူးစိတ်ထိခိုက်လွန်းလို့ငိုခြင်းစိတ်ကိုထိန်းနေရတယ်စသဖြင့်ဒါတွေဟာကိုမိသားစုဝင်ပေါ်ဂရုဏာတက်နေမိတယ်လို့ထင်နိုင်ပေမဲ့တကယ်တော့တောကဖြစ်နေတာပါအဲ့ဒီလိုမျိုးတောကဆိုတဲ့အရာကဂရုဏာရောင်ဆောင်တတ်ပါတယ်ဂရုဏာကျင့်စဉ် compassion meditation ဂရုဏာတရားထိုင်ခြင်းကမိမိကိုယ်တိုင်နဲ့တခြားသူတွေအပေါ်နားလည်သဘောပေါက်မှုတိုးပွားစေတဲ့အလေးကျင့်တစ်ခုပါဂရုဏာတရားကကိုယ်တိုင်ရောသူတစ်ပါးအတွက်ပါစာနာစိတ်ပွားများဖို့အာယုံပြုပွားများရတဲ့ဘာဝနာတစ်ခုဖြစ်ပါတယ်ဂရုဏာတရားထိုင်ခြင်းရဲ့ပန်းနိုင်ကကိုယ်တိုင်နဲ့ပတ်ဝန်းကျင်ရှိသူတွေပေါ်နားလည်မှုတိုးပွားစေဖို့ဖြစ်ပါတယ်ဂရုဏာတရားထိုင်ခြင်းကိုစတင်လေ့ကျင့်မှုစိတ်ငြိမ်ပြီးတက်တောင့်တက်တာရှိတဲ့နေရာကလေးတစ်ခုမှာမျက်လုံးမိတ်ပြီးအသက်ပြင်းပြင်းရှူခြင်းနဲ့စတင်မှာခန္ဓာကိုယ်ရဲ့အာယုံခံစားမှုကိုအာယုံစိုက်ပါတနာထိုက်သူအတွက်ဂရုဏာ compassion for a difficult person ရင်ဦးဆုံးကိုယ်စိတ်ထဲမှာတနာဂရုဏာတက်မိတဲ့သူတယောက်မြင်အောင်ကြည့်ပါသူ့မှာဆင်းရဲဒုက္ခရောက်နေရှာတယ်ဒီဆင်းရဲဒုက္ခကနေလွတ်မြောက်ရင်ကောင်းမှာပဲလို့တွေးပြီးဂရုဏာပွားသင့်ပါတယ်။ဆင်းရဲသူကိုမှဂရုဏာပွားလို့ရတာမဟုတ်ဘူး။ချမ်းသာတဲ့သူကိုလည်းဂရုဏာပွားလို့ရပါတယ်။ဥပမာဒုစရိုက်တွေလုပ်ပြီးချမ်းသာကြီးပွားနေတဲ့သူဆိုလေဒီလူမှာအခုချိန်မှသာကြီးပွားနေရှာတယ်။ဒီနေ့မှသူ့ရဲ့အကုသိုလ်ဒုစရိုက်ဟာအကျိုးပေးလာတဲ့အခါဆင်းရဲဒုက္ခတွေခံစားရရှာအောင်မယ်။ဆိုတဲ့ဂရုဏာတတ်မှုမျိုးကိုပွားများလို့ရပါတယ်။ချစ်ရသူအတွက်ဂရုဏာ compassion for a loved oneကိုချစ်ရသူမှာကြုံနေရတဲ့ဒုက္ခလေးတွေကိုစဉ်းစားကြည့်ပါသူ့ရဲ့မိသားစုပြဿနာသူ့ရဲ့အခက်အခဲလေးတွေကိုဆင်ခြင်ပြီးအသက်ရှူနေစဉ်မှာချစ်ရသူကိုမြင်အောင်ကြည့်ပါကိုနှလုံးသားကရွှေရောင်လင်းနှန်းလေးဟာချစ်ရသူစီဖြန့်ကျက်နေပြီးအဲ့ဒီရွှေရောင်လင်းလေးကသူ့ရဲ့ဒုက္ခတွေကိုပြေလျော့စေတယ်လို့စိတ်ကူးကြည့်ပါသူ့ရဲ့ဆင်းရဲဒုက္ခကနေလွတ်မြောက်စေခြင်းနဲ့စိတ်ဆန္ဒနဲ့အသက်ကိုရှူနေပြီးအဲ့ဒီအလင်းလေးကိုဖြန့်ပေးပါပြီးတော့သူ့အတွက်တိတ်တိတ်ကလေးရွတ်ဆိုပါ May you be free from this suffering May you have joy and happiness ဒီဒုက္ခကနေလွတ်မြောက်နိုင်ပါစေရှင်လန်းချမ်းမြေ့ပါစေမချစ်မမုန်းကြားနေပုဂ္ဂိုလ်အတွက်ဂရုဏာ compassion for a neutral person ကိုနဲ့ခင်တဲ့သူမဟုတ်တဲ့တာမန်မြမန်းတက်မိယုံလူတစ်ယောက်ယောက်ကိုပုံဖော်စဉ်းစားကြည့်ပါကိုနဲ့မရင်းနှီးတဲ့အတန်းပေါ်ဘတ်စကားမောင်းသူလမ်းပေါ်မှာဖြတ်တန်းသွားတဲ့ဒစိမ့်တယောက်လိုမျိုးကိုယ့်ရဲ့နေ့စဉ်ဘဝမှာတွေ့ဘူးတဲ့သူမျိုးကိုမြင်ရောက်ပြီးကိုကဒီလူနဲ့မရင်းနှီးပေမဲ့သူ့ဘဝမှာဘလို့ခံစားနေရမယ်ဆိုတာကိုစဉ်းစားကြည့်ပါဒီလူဟာသူ့မိသားစုနဲ့ပြိပက္ခတွေရှိနိုင်တယ်ငွေရေးကြေးရေးပူပန်ရမှုလေးတွေရှိနိုင်တယ်သူ
သူစိတ်ဆင်းရဲနေနိုင်တယ်အဲ့ဒီလိုမျိုးသူခံစားနေရတဲ့အခြေအနေတစ်ခုခုနဲ့အတူအသက်ရှူနေစဉ်မှာသူ့ကိုမြင်အောင်ကြည့်ပါကိုနှလုံးသားကရွှေရောင်လင်းနဲ့လေးဟာသူ့စီဖြန့်ကျက်နေပြီးအဲ့ဒီရွှေရောင်လင်းလေးကသူ့ရဲ့ဒုက္ခတွေကိုပြေလျော့စေတယ်လို့စိတ်ကူးကြည့်ပါသူ့ကိုဆင်းရဲဒုက္ခကနေလွတ်မြောက်စေခြင်းနဲ့စိတ်ဆန္ဒနဲ့တက်ကိုရှူပြီးအဲ့ဒီအလင်းလေးကိုဖြန့်ပေးပါပြီးတော့သူ့အတွက်တိတ်တိတ်ကလေးရွတ်ဆိုပါ May you be free from this suffering May you have joy and happiness အဲ့ဒီဒုက္ခကနေလွတ်မြောက်နိုင်ပါစေရှင်လန်းချမ်းမြေပါစေရန်သူအတွက်ဂရုဏာ compassion for an enemy ကိုကိုဒုက္ခပေးဘူးခဲ့တဲ့တစုံတစ်ယောက်ကိုမြင်အောင်ကြည့်ပါသူဟာကိုကိုအမြဲကြောက်တွန်းတတ်တဲ့လှုပ်ဖို့ကင်ဘက်ဖြစ်ကောင်းဖြစ်မယ်ကိုကိုအမြဲမနာလိုနေတဲ့အတန်းပေါ်ဖြစ်ခြင်းဖြစ်မယ်ကိုကိုစိတ်ဒုက္ခအမြဲပေးခဲ့တဲ့ရည်စားဟောင်းဖြစ်ခြင်းဖြစ်မယ်သူ့ပေါ်မှာကိုယ့်ရဲ့မကျေနပ်မှုတွေအစိုးမြင်စိတ်တွေရှိနိုင်ပေမဲ့ဒီလူဟာသူ့ဘဝမှာဘလို့ခံစားခဲ့ရမလဲတွေးကြည့်ပါသူ့မှာလည်းချစ်ရသူနဲ့ပြိပက္ခတွေရှိနိုင်တယ်အရှုံးတွေနဲ့ရင်ဆိုင်ခဲ့ရမယ်ယောဂဝေဒနာတစ်ခုခုရှိခြင်းရှိအောင်မယ်ဒီလူဒုက္ခရောက်သွားနိုင်တဲ့အခြေအနေတစ်ခုကိုစဉ်းစားပြီးအသက်ရှူစဉ်မှာသူ့ကိုမြင်အောင်ကြည့်ပါကိုယ်နှလုံးသားကရွှေရောင်လင်းနဲ့လေးဟာသူ့စီဖြန့်ကျက်နေပြီးအဲ့ဒီရွှေရောင်လင်းလေးကသူ့ရဲ့ဒုက္ခတွေကိုပြေလျော့စေတယ်လို့စိတ်ကူးကြည့်ပါသူ့ကိုဆင်းရဲဒုက္ခကနေလွတ်မြောက်စေခြင်းနဲ့စိတ်ဆန္ဒနဲ့အသက်ကိုရှူနေပြီးဒီလင်းလေးကိုဖြန့်ပေးပါပြီးတော့သူ့အတွက်တိတ်တိတ်ကလေးရွတ်ဆိုပါ May you be free from this suffering May you have joy and happiness ဒီဒုက္ခကနေလွတ်မြောက်နိုင်ပါစေရှင်လန်းချမ်းမြေပါစေမိမိကိုယ်တိုင်အတွက်ဂရုဏာ compassion for self ကိုဒုက္ခရောက်ခဲ့တဲ့အချိန်ကိုပြန်စဉ်းစားကြည့်ပါကိုချစ်ခင်လေးထားရတဲ့သူတွေနဲ့အဆင်မပြေမှုတွေကိုလိုချင်တဲ့ຢာတွေမှာမအောင်မြင်ခဲ့မှုတွေနဲ့ကြုံခဲ့ရတဲ့အခါစိတ်ထိခိုက်ခံစားမှုကိုခံစားရပါတယ်ကိုယ့်ရဲ့ဒုက္ခတွေကိုတွေးတဲ့အခါဘလို့ခံစားရလဲသတိပြုပါကိုယ့်ရဲ့နှလုံးသားကဘလို့ခံစားရလဲနာကျင်တဲ့ခံစားမှုမျိုးရှိသေးလားကိုချစ်ရတဲ့သူရဲ့ဒုက္ခတွေကိုချုပ်ငြိမ်းစေခြင်းသလိုပဲကိုဒုက္ခကိုလည်းချုပ်ငြိမ်းစေခြင်းနဲ့ပျော်ရွှင်မှုတွေကိုခံစားနိုင်မှုအတွက်ဒီနာကျင်မှုနဲ့ဆင်းရဲဒုက္ခတွေကိုထားရစ်ခဲ့လိုက်ပြီလို့တွေးကြည့်ပါအသက်ရှူနေစဉ်မှာကိုဆက်လက်မြင်အောင်ကြည့်ပါကိုနှလုံးသားကထွက်လာတဲ့ရွှေရောင်အလင်းနှန်းကအဲ့ဒီဝေဒနာများကိုတက်တာစေတယ်လို့စိတ်ကူးကြည့်ပါအသက်ရှူမှုတစ်ခုစီတိုင်းမှာကိုအတွင်းကထွက်ပေါ်လာတဲ့အလင်းရောင်ကိုခံစားပါဆင်းရဲဒုက္ခကလွတ်မြောက်ဖို့ထက်သန်တဲ့ဆန္ဒနဲ့ခံစားပါကိုတိတ်တိတ်ကလေးရွတ်ဆိုပါ May I be free from this suffering May I have joy and happiness ဒီဒုက္ခကနေလွတ်မြောက်ပါစေရှင်လန်းချမ်းမြေပါစေတတဝါအလုံးအတွက်ဂရုဏာ compassion for all being ခုဆိုညာနာတို့ဟာ compassion meditation ရဲ့အဆုံးကိုရောက်လို့နေပြီဖြစ်တာမို့တခြားသောတတဝါတွေအလုံးရဲ့ဆင်းရဲဒုက္ခတွေတက်တာရရပါစေကြောင်းဆုတောင်းခြင်းနဲ့ညီကုန်းချုပ်ကြပါစို့ကိုယ်တိုင်ဟာချမ်းသာခြင်းကိုလိုချင်သလိုဆင်းရဲခြင်းကနေလွတ်မြောက်ခြင်းသလိုပဲကိုယ်နီးတူတတဝါအပေါင်းလည်းလွတ်မြောက်နိုင်ကြပါစေခုလိုဂရုဏာတရားပွားများခြင်းဟာပြုသဘောဆောင်တဲ့အကျိုးသက်ရောက်မှုတွေနဲ့ကောင်းကျိုးများစွာကိုရရှိစေနိုင်ပါတယ်ဂရုဏာပွားခြင်းရဲ့အကျိုးကျေးဇူးဂရုဏာပွားခြင်းကပေါင်းသင်းဆက်ဆံရေးကိုတိုးတက်စေပြီးလူတွေကိုပိုမိုရင်းနှီးလာစေပါတယ်ကိုချင်းစာတရားကအခြားသူတွေနဲ့ဆက်သွယ်ဖို့ခိုင်မာတဲ့နှောင်ကြိုးတွေကိုဖန်တီးပေးနိုင်ပါတယ်လူတွေကတယောက်နဲ့တယောက်တနာကျင်နာမှုကြောင့်ပဲယုံကြည်မှုလေးစားမှုနဲ့နားလည်မှုတွေကိုတည်ဆောက်လာနိုင်ပါတယ်လူတူးချင်းနဲ့အတိုင်းဝိုင်းကြားပိုမိုခိုင်မာတဲ့ဆက်ဆံရေးနဲ့စီးလုံးညီညွတ်မှုကိုဖြစ်ပေါ်စေနိုင်ပါတယ်ဂရုဏာပွားခြင်းကအကျဉ်းဖက်မှုနဲ့ပြိပက္ခတွေကိုလျှော့စေဖို့ကူညီပေးနိုင်တယ်ဂရုဏာတရားကငြိမ်းချမ်းရေးနဲ့နားလည်မှုကိုမြင့်တင်နိုင်ဖို့ပေါင်းကူတရားလေးလိုပါပဲမတူကွဲပြားမှုတွေကိုပေါင်းကူဖို့ကူညီပေးနိုင်ပြီးညာနာတို့တွေနဲ့မတူတဲ့သူတွေပေါ်ပိုမိုစာနာနားလည်နိုင်စေပါတယ်ဒါကြောင့်ပြိပက္ခဖြစ်နိုင်ခြင်းကိုလျှော့ချနိုင်ပါတယ်ဂရုဏာပွားများခြင်းကလူမှုပေါင်းစည်းညီညွတ်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုကိုဖြစ်ပေါ်စေနိုင်ပါတယ်လူတွေဟာတယောက်နဲ့တယောက်တနာကျင်နာမှုခံစားလာရတဲ့အခါလူမှုအတိုင်းဝိုင်းအတွင်းပြုသဘောဆောင်တဲ့လှုပ်ဆောင်မှုတွေမှာပါဝင်မှုတွန်းအားဖြစ်လာပါတယ်ဒီချက်ကပိုပြီးကြီးမားတဲ့လူမှုပေါင်းစည်းညီညွတ်မှုနဲ့တိုက်တိုက်ဝင်ဝင်ခံစားချက်ကိုဖြစ်ပေါ်စေနိုင်တယ်ကိုချင်းစာတရားကစိတ်ဖိစီးမှုစိတ်တက်ကြတာနဲ့တခြားကျန်းမာရေးပြဿနာတွေကိုလျှော့ချဖို့ကူညီနိုင်ပါတယ်ဂ
ကဘာမြေအတွက်ဂယုဏ compassion for art တက်ရှိတတ္တဝါတွေကိုရင်မကပါဘူးကိုရှင်သန်နေထိုင်ရာကဘာမြေကြီးနဲ့တဘာဝတရားကြီးကိုလည်းဂယုဏပွားလို့ရနိုင်ပါတယ်ကဘာမြေနဲ့တဘာဝပတ်ဝန်းကျင်ကိုဂယုဏပွားခြင်းရဲ့အနည်းဆက်ဆုံးအကျိုးကျေးဇူးတရားကပုံမကောင်းမွန်တဲ့ပတ်ဝန်းကျင်ထိမ့်သိမ့်မှုစီကိုဥညွတ်သွားခြင်းဖြစ်တယ်လူသားတွေကပျက်စီးနေတဲ့ကဘာကြီးကိုပြန်လဲကုစားဖို့ဂယုဏတရားကိုချင်းစာစိတ်နဲ့ပြုမှုကြတဲ့အခါပလတ်စတစ်သုံးပြုမှုကိုလျှော့ချနိုင်တာတွေစွမ်းရည်နဲ့ရေသုံးပြုမှုကိုတတိရှိရှိချွေတာအသုံးပြုတာတွေတစ်ပင်ပန်းမှန်လေးတွေစိုက်ပျိုးတာတွေအစရှိတဲ့ကဘာမြေထိမ့်သိမ့်ရေးကြိုးပမ်းမှုတွေမှာပါဝင်မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်မုဒိတာဆိုတဲ့စိတ်ရဲ့ထွက်ပေါက်လူတွေဟာစိတ်ဖိစီးမှုတွေများပြီးမွန်းကျက်လာရင်စိတ်ထွက်ပေါက်ကိုတနည်းနည်းနဲ့ရှာဖွေလေးရှိကြတယ်။အဲဒီလိုထွက်ပေါက်ရှာတဲ့အခါစင်ကျင်တုံတရားလွတ်သွားတဲ့အခိုက်မှာလုံးမိလုံးရာတွေလုပ်ပြီးမဖြစ်တဲ့နာတွေဖြစ်တတ်ကြပါတယ်။စိတ်ထွက်ပေါက်နေနဲ့ရှာဖွေရင်းကတကယ်ထွက်ပေါက်မဟုတ်တဲ့လမ်းမပေါ်ရောက်သွားတဲ့သူတွေဖြစ်ရက်တွေအများကြီးရှိပါတယ်။စိတ်ရဲ့ထွက်ပေါက်အမှားများမိသားစုနဲ့အဆင်မပြေလို့စိတ်ထွက်ပေါက်နေနဲ့အရက်တောက်တယ်။ရက်မူးနေတော့ခဏတာစိတ်ထွက်ပေါက်ရတယ်လို့ထင်ရပေမဲ့အမူးပြေသွားတဲ့အခါလက်တွေ့ဘဝကိုပြန်ရင်ဆိုင်ရမှာပါပဲအဲ့ဒီတော့လက်တွေ့ဘဝကိုရင်မဆိုင်ရဲပဲအရက်ကြီးဖိတောက်တယ်ကြာလာတဲ့အခါအရက်သမားလုံးလုံးဖြစ်သွားကြတယ်ငွေကြေးကျက်တဲဖြစ်လို့စိတ်ထွက်ပေါက်နေနဲ့ 2D 3D တွေထိုးတယ်နေ့စဉ်တွက်တယ်ထိုးတယ်မပေါက်လီထိုးလီရှုံးလီနဲ့လုံးလေချလေလိုက်ပြီးအကျွေးနုံထဲမှာနစ်သွားရတဲ့အဖြစ်တွေလည်းများစွာရှိပါတယ်စိတ်ထွက်ပေါက်နေနဲ့မစင်းစားမစင်ကျင်ပဲလှုပ်လိုက်မိတဲ့အရာတွေဟာကိုယ့်ကိုတစ်ချိန်မှာစိုးကျိုးဖြစ်ပြန်လာစေနိုင်တာကိုသတိပြုသင့်တယ်။တက္ကနာတာစိတ်သက်သာရာရနိုင်ပေမဲ့ရေရှည်ကောင်းကျိုးမဖြစ်စေတဲ့အရာတွေဆိုရင်ရှောင်နိုင်တာအကောင်းဆုံးပါပဲ။နည်းနည်းပါးပါးဆိုပြီးလက်တက်မဆန်းသင့်ဘူး။လှုပ်တင်လှုပ်ထိုက်တဲ့လက်ရှိအတွက်ရောရေရှည်အတွက်ပါဘေးထွက်စိုးကျိုးမရှိတဲ့စိတ်ထွက်ပေါက်တွေဆိုတာလည်းရှိနေပါသေးတယ်။စိတ်ထွက်ပေါက်စကားစမြည်မိတ်ဆွေတွေနဲ့စကားစမြည်ပြောဆိုတာကအတော်ကိုစိတ်လက်ပေါ်ပါသွားစေပါတယ်။ညာနာကတော့စိတ်တွေမွန်းကျက်လာတယ်လို့ခံစားရတဲ့အချိန်တိုင်းမှာ positive energy ရှိတဲ့မိတ်ဆွေတွေနဲ့စကားပြောတယ်။ကြံညံယူတယ်။ဟာတတွေပြောတယ်။စိတ်ကိုပေါ့ပေါ့ပါပါပြန်ဖြစ်အောင်ပြုပြင်ယူတယ်။ကိုချစ်ခင်ရတဲ့မိတ်ဆွေတွေစီကအားပေးစကားတွေအကြံဉာဏ်ကောင်းတွေကြားလိုက်ရတဲ့အခါပေါ်ပါလန်းဆန်းလာတယ်။ညစ်နေတဲ့စိတ်တွေကအတစ်တပံပြန်ဖြစ်သွားသလိုပဲ။ပင်မလို့ပြစ်ထားခဲ့မိတဲ့အလုပ်တွေရှေ့ဆက်နိုင်လာဖို့စိတ်ခွန်အားတွေပြန်ပြေးလာတယ်။မွန်းကျက်တဲ့အခါမိတ်ဆွေတွေနဲ့စကားပြောတာကို recommend ပေးခြင်းနဲ့ထွက်ပေါက်မဲ့တယ်လို့ခံစားရသူတိုင်းအတွက်အလုပ်တင်ဆုံးအရာလို့ထင်မိတယ်။စာဖတ်တာကထွက်ပေါက်တစ်ခုစိတ်ထွက်ပေါက်အတွက်နောက်ထပ်တစ်ခုကတော့စာဖတ်တာပါ။တယောက်တည်းရှိနေတဲ့အချိန်တွေဆိုရင်ကော်ဖီလေးဖြော်ပြီးစာအုပ်လေးတစ်အုပ်နဲ့ဆေးလုပ်နေတာကတော်တော်ကိုနေလို့ကောင်းပါတယ်။ကိုသိကျင်တဲ့အကြောင်းအရာတစ်ခုကို research လုပ်တာစာရီရှာဖတ်တာဖတ်ထားတာတွေကိုနှုတ်ထုတ်ရေးတာလေးတွေလုပ်ဖြစ်နေမယ်ဆိုရင်မွန်းကျက်တဲ့ခံစားမှုတွေကနေလွတ်မြောက်နေပါလိမ့်မယ်။စာအုပ်ကောင်းတွေဖတ်ရပြီဆိုရင်လေထမင်းမေ့ဟင်းမေ့ပါပဲ။တမေ့တမောဖြစ်ရတယ်။အဲ့ဒီလိုကိုစိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခုပေါ်မှာအာယုံစိုက်ဇံဝင်နေတာကလည်းမှန်ကန်တဲ့စိတ်ထွက်ပေါက်တစ်ခုပါပဲ။မင်းအတွက်ကိုအတွက်မူရီတာစိတ်ညစ်စရာနဲ့ကြုံလာတိုင်းကိုအပြစ်တင်တဲ့အတွေးတွေကိုရက်လိုက်စေခြင်းနဲ့ငါမရှိမှအေးမှငါကိုဘယ်သူမှမလိုချင်ကြဘူးငါကလူဖို့တယောက်ပဲအသက်ရှင်နေလဲဘာမှမထူဘူးစသဖြင့်အဲ့ဒီလိုအတွေးတွေကစိတ်တက်ကြရင်လိုဝင်လာတတ်ကြတယ်အဲ့ဒီအတွေးတွေကြောင့်ပဲကိုအဆုံးစီရင်တာမျိုးတွေအထိဖြစ်လာကြတယ်အဲ့ဒီလို negative အတွေးမျိုးကိုရှော့ချနိုင်မှုအတွက်ကိုမုဒိတာပွားပေးစီခြင်းပါတယ်ညီမလေးတယောက်ကညာနာကိုလာမေးဘူးတယ်သူကတခုဆိုရင်ကိုအပြစ်တင်စိတ်အမြဲဝင်ပါတယ်တဲ့တခုဆိုငါလိုသွားတာငါကိုကမဟုတ်တာငါမားသွားတာဆိုပြီးတွေးတတ်တယ်တဲ့အဲ့ဒီလိုတွေးပြီးစိတ်ထဲမှာနေလို့မကောင်းပါဘူးအဲ့ဒီတွေးတွေရော့ပါသွားအောင်ဘလို့နေထိုင်ရပါမလဲတဲ့အဲ့ဒီမိကွန်းလေးအတွက်အဖြေကကိုယ်တိုင်အတွက်မုဒိတာထားခြင်းပါပဲဘလို့အချိန်မျိုးမှမဆိုကိုမုဒိတာပွားများပါဒီလိုပြောချင်ပါတယ်မုဒိတာရဲ့သဘောကသူတစ်ပါးအစဉ်ပြေကြီးပွားတာကိုဝမ်းမြောက်ဝမ်းသာဖြစ်ရုံတင်မကဘူးကိုအတွက်ဝမ်းမြောက်တာကလည်းမုဒိတာရဲ့သဘောပါပဲကိုမှရှိတဲ့ခြေနေကောင်းလေးတွေကိုပြန်တွေးဆင်ခြင်းပြီးဝမ်းမြောက်ဝမ်းသာနဲ့မုဒိတာပွားလို့ရပါတယ်ကိုအပြစ်တင်စိတ်တွေကိုမုဒိတာတရားနဲ့ပဲခြေဖြတ်နိုင်တယ်လူတွေကကိုယ့်အတွက်ကိုလည်းဝမ်းမြောက်ပေးဖို့ရာမေ့နေတတ်ကြတယ်
ကိုမုဒိတာအားနေရင်တိမ်ငယ်စိတ်ဝင်တတ်တယ်အငုံစိတ်ဆိုတာကလည်းမုဒိတာအားနေသူတွေမှာအဖြစ်များဆုံးပါပဲအငုံစိတ်ရှိတဲ့သူတွေကကိုယ့်ပေါ်မှာလည်းဘလို့မှမုဒိတာမပွားနိုင်ဘူးတစ်ချိန်လုံးကိုသူများနဲ့ပဲနှိုင်းရှင်တွေးနေပြီးတော့ပူလောင်နေတတ်ကြတယ်ငြိမ်းချမ်းတဲ့စိတ်ငြိမ်းချမ်းတဲ့ဘဝတစ်ခုကိုရခြင်းရင်ကိုမုဒိတာထားတတ်ဖို့လိုတယ်ညာနာတို့တွေဘဝမှာသူများတွေရဲ့အောင်မြင်မှုအတွက် congratulation ဆိုပြီးအချိန်ပေါင်းများစွာပြောဘူးကြပါတယ်လက်ခုပ်ခါတရားမကတီးဘူးကြတယ်ကိုတခါလောက် congratulation ပြောပေးဘူးကြပါသလားကိုအတွက်ကိုရောတစ်ချိန်လောက်လက်ခုပ်တီးပေးဘူးပါသလားသူများကိုချီးကျူးဂုဏ်ပြုသလိုပဲကိုချီးကျူးဂုဏ်ပြုဖို့ကိုလည်းမမေ့စေချင်ပါဘူးကိုရဲ့အောင်မြင်မှုတွေအတွက်လည်းမုဒိတာပွားနိုင်သလိုဒီနေ့ဒီချိန်ထိအသက်ရှင်သန်နေရခြင်းကိုလည်းမုဒိတာပွားများနိုင်ပါတယ်ကိုအတွက်ပဲဖြစ်ဖြစ်တခြားသူအတွက်ပဲဖြစ်ဖြစ်မုဒိတာဆိုတာဟာလက်တွေ့အသုံးဝင်တဲ့ဗြဟ္မစိုတရားဖြစ်တယ်လို့နေ့စဉ်ဘဝရဲ့ပြိပက္ခတွေကနေလွတ်မြောက်နိုင်မှုအတွက်အကောင်းဆုံးသောစိတ်ရဲ့ထွက်ပေါက်လေးဖြစ်ပါတယ် toxic people များကိုဥပိ္ပခါဖြစ်ရင်ဆိုင်ခြင်း toxic people တွေဟာနေရာတိုင်းမှာရှိတတ်ကြပါတယ်သူတို့ကရန်လိုတယ်အစိုးမြင်တတ်တယ်အလွန်ကဲဝေဖန်တတ်တယ်အဖြတ်သဘောဆောင်တယ်အစွန်းရောက်တယ်သူတို့နဲ့ဆိုကိုကဘာပဲလုပ်လို့အလုံးမဖြစ်ဘူးကိုရဲ့တိုးတက်ကြောင်းအတွက်ပိတ်ဆို့နေတဲ့အတားအဆီးတစ်ခုလိုပဲအစွန်းတစ်ဖက်မှာရှိနေတတ်ပြီးတင်းမာတဲ့မနှိမ့်မြို့စရာဆက်ဆံရေးတွေပါဒီလိုစိတ်တောက်တွေနဲ့ပြည့်နှက်နေတဲ့ toxic society ကြီးဟာအစိုးမြင်စိတ်အဖြတ်စိတ်ရန်လိုစိတ်တွေနဲ့ရှုပ်ထွေးပြီးစိတ်ဖိစီးရတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်လာရတော့တယ်အဲ့ဒီလိုလူတွေကိုနားမှာရှိနေရင်အကောင်းမြင်စိတ်နဲ့စိတ်ချမ်းမြေ့ပွေရာတာယာလှပတဲ့ပတ်ဝန်းကျင်ကိုဖန်တီးဖို့ခက်ခဲပါတယ်။ toxic တွေကိုရှောင်လွှဲလို့မရတဲ့အခါ toxic people တွေဟာသစိမ်းတွေဖြစ်နေရင်ရှောင်လို့ရနိုင်ပေမဲ့မိဘမောင်နှမမိသားစုဝင်တွေနဲ့ဆွေမျိုးအရင်းချာတွေဖြစ်နေရင်တော့ဒီပတ်ဝန်းကျင်ကနေလွတ်မြောက်ဖို့ခက်ပြီပေါ့။အဲ့ဒီလိုခြေနေတွေနဲ့ကြုံနေရရင်ရင်ဆိုင်ဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းကတော့ဥပိ္ပခါပြုခြင်းပါပဲ။ဥပိ္ပခါပြုတယ်ဆိုတာကကိုမဆက်ဆံခြင်းတဲ့သူတွေကိုမျက်နှလွဲခဲ့ပြည့်မပြောမဆိုပဲရှောင်နေတာမျိုးမဟုတ်ပါဘူးရှောင်နေလို့လည်းမရပါဘူးမိသားစုထဲမှာပတ်ဝန်းကျင်မှာအလုပ်ခွင်ထဲမှာနေရာတိုင်းမှာရှိနေတာဖြစ်လို့မတွေ့အောင်ရှောင်တဲ့နီလန်ကတိတ်အလုံးမဖြစ်ပါဘူးတနေရာမဟုတ်တနေရာတွေ့နေရအောင်ပါအဲ့ဒီတော့ရင်ဆိုင်ဖို့ပဲရှိတာပေါ့ဘလို့ရင်ဆိုင်ကြမလဲဆိုရင် toxic people တွေပေါ်အချစ်မုန်းမထားပဲဥပိ္ပခါတရားနဲ့ကိုလှုပ်တင်တာကိုပဲအာယုံဆိုင်လှုပ်ဆောင်တာမျိုးပါမျော်လင့်မှုမရှိတာဥပိ္ပခါကိုစိတ်ထဲမှာသူတို့အပေါ်အချစ်မုန်းတွေမရှိဘူးကိုကသူတို့စီကဘာမှလည်းမမျော်လင့်ဘူးသူတို့ကိုလှုပ်ပေးလိုက်တဲ့ကိုရဲ့လှုပ်ရက်ပေါ်တုံ့ပြန်မှုရဖို့မမျော်လင့်တာမျိုးလူတွေဟာကိုကမေတ္တာပေးရင်မေတ္တာပြန်ရခြင်းကြတယ်ကိုကကောင်းရင်ကိုပေါ်ပြန်ကောင်းစီခြင်းနဲ့အဲ့ဒီလိုမျော်လင့်ချက်တွေကြောင့်ကို့မှာပူလောင်ရတယ်မလွတ်မြောက်နိုင်ဘူးမအေးချမ်းနိုင်ဘူးအဲ့ဒီလိုတုံ့ပြန်လာမယ့်အရာကိုမျော်လင့်မှုတွေမရှိတာကဥပိ္ပခါပဲကို့ပေါ်သူတို့ဘလို့တင်မလဲဝေဖန်နေကြမလားကိုမုန်းနေကြမလားဆိုတဲ့အတွေးတွေလည်းမတွေးတော့ဘူးသူတို့ပေါ်ကိုရဲ့ကျေနပ်ချက်မကျေနပ်ချက်ဆိုတာလည်းမရှိတော့ဘူးကိုတာဝန်ဝတ္တရားရှိရင်ရှိတဲ့အတိုင်းလှုပ်တဲ့နာကိုပြီးဆုံးအောင်လှုပ်ဆောင်ပေးလိုက်တယ်ကိုတာဝန်ကြည်တယ်ဥပိ္ပခါဆိုတာဖြစ်ချင်ရဖြစ်ဆိုပြီးပြစ်ထားခဲ့တာမျိုးမဟုတ်ပဲတာဝန်ကြည်တဲ့သဘောရှိတယ်ဖျားလောင်းမြောင်မင်းဟာသူ့ခေါင်းကိုခဲနဲ့ထုပြီးတတ်ဖို့ကြိုးစားခဲ့တဲ့ပုံနာကိုသူ့သွေးဆက်တွေနဲ့လမ်းပြခဲ့တယ်သူ့ကိုရံမှုခဲ့တဲ့အပြစ်တွေကိုဥပိ္ပခါပြုပြီးကဲတင်တဲ့လမ်းစဉ်ကိုပဲလှုပ်ဆောင်ခဲ့တယ်အသက်ကိုယ်တော်ဗราဏမထားပဲစွန့်ရဲတဲ့အတွက်ဒါဟာပါရမီမြောက်ဥပိ္ပခါဖြစ်ပါတယ်အချစ်မုန်းပါရင်တုံလှုပ်တယ်ချစ်ရင်လည်းချစ်တဲ့လျောက်ပူလောင်တုံလှုပ်တယ်မုန်းရင်လည်းမုန်းတဲ့လျောက်မကျေနပ်ရင်လည်းမကျေနပ်တဲ့လျောက်မျောလင့်ချက်ထားမိရင်လည်းထားမိတဲ့လျောက်ပူလောင်တုံလို့ရပါတယ်။ဥပိ္ပခါဆိုတာအဲ့ဒီအချစ်မုန်းမျောလင့်ချက်တွေမကျေနပ်ချက်တွေဘာတစ်ခုမှမရှိပဲကိုယ်စိတ်ကိုချိန်ခွင်တစ်ခုရဲ့ရှာလို့အလေတဲ့တဲ့နေရာမှာထားလိုက်တာမျိုးပါ။အချစ်ဘက်ကိုလည်းမယိမ့်ဘူးအမုန်းဘက်ကိုလည်းမယိမ့်ဘူး။ဂျားတွေကတည်ငြိမ်တဲ့စိတ်အခြေအနေလေးတစ်ခုပါပဲ။လူတွေရဲ့အထင်မြင်တွေကိုဂုဏ်ဆိုင်တော့ဘူး။ဝေဖန်မှုတွေကိုမကြောက်တော့ဘူး။သူတို့တွေကိုယ်ကိုချစ်ပါမလားမုန်းနေမလားမြင်ကြည့်ပါမလားအမြင်ကပ်နေကြမလားဆိုတဲ့တခြားလူတွေရဲ့ချစ်မုန်းကိုထက်မတွက်တော့ဘူးအဲ့ဒီလိုပုဂ္ဂလိကခံစားချက်မပါပဲကိုလှုပ်တဲ့လှုပ်ထိုက်တာကိုအသိဉာဏ်နဲ့လှုပ်တယ်အဲ့ဒါဥပိ္ပခါပါချို့တွေကဥပိ္ပခါပြုတယ်ဆိုတာကိုလွဲတယ်ထင်ကြတယ်လူတယောက်ပေါ်ဥပိ္ပခါပြုတာဟာသူ့အကြောင်းကိုစိတ်မဝင်စားတော့တာသူ
သူနဲ့မပတ်သက်တော့တာမျိုးလို့မှတ်ယူလိရှိကြတယ်တကယ်တော့ဥပိ္ပခာရဲ့သဘောကချစ်သူမုန်းသူဆိုတဲ့စိတ်ဆွဲမျိုးနဲ့ဘက်လိုက်မှုတွေကင်းပြီးတော့မတုံ့လောက်တော့တာမျိုးကိုပြောရမှာပါလူတော်တော်များများကကိုချစ်တဲ့သူဒုက္ခရောက်ရင်ထိတ်လန့်တုန်လှုပ်ကြတယ်ကိုမုန်းတဲ့သူဒုက္ခရောက်ရင်ဝမ်းသာအားရကြတယ်ဥပိ္ပခာကအဲ့ဒီအစွန်းတစ်ဖက်ကိုချိန်ညှိပေးနိုင်တဲ့တရားပါချစ်လို့လည်းမတုံ့လှုပ်ဘူးမုန်းလို့လည်းမတုံ့လှုပ်ဘူး right understanding နဲ့ဥပိ္ပခာကိုပေါ်မကောင်းတဲ့လူတွေကိုစိတ်ပြက်ပြီးညီတို့ဘာသာဖြစ်ချင်ရဖြစ်ငါနဲ့မဆိုင်ဘူးဆိုတာမျိုးကမောဟနဲ့လစ်လျူရှုတာဖြစ်ပါတယ်ဥပိ္ပခာကဗြဟ္မဝိဟာရတရားဗြဟ္မာတို့ရဲ့နေခြင်းဖြစ်တဲ့အတွက်အလွန်မြင့်မြတ်တယ်ဘသူတည်တည်ငတေမာရင်ပြီးရောဆိုပြီးလစ်လျူရှုတတ်တဲ့တကူကောင်းစိတ်ဆန္ဒမျိုးမဟုတ်ပါဘူးမှန်ကန်တဲ့အမြင်တမာဒိဋ္ဌိ right understanding နဲ့လစ်လျူရှုတာမျိုးဖြစ်တယ်သူတို့တွေဒုက္ခရောက်တဲ့အခါကိုယ့်ဘက်ကအတက်နိုင်ဆုံးကူညီပေးမယ်တကယ်လို့ကိုကကောင်းစီခြင်းတဲ့စိတ်နဲ့ပြောတဲ့စကားကိုနားမထောင်တာပဲဖြစ်ဖြစ်ကူညီပေးခဲ့တာတွေပေါ်စေတနာကိုအတိမတ်မပြုတာပဲဖြစ်ဖြစ်ကြုံလာရရင်လေသူကံအတိုင်းပဲတရားအတိုင်းဟာသူကံနဲ့သူပဲကံသားလျင်ဆွေမျိုးကံသားလျင်အားကိုးရာကံသားလျင်ကိုပိုင်ဥစ္စာရှိကြတယ်ကိုကောင်းစီခြင်းပေမဲ့လေသူကံပါမှသုံးသက်ဆင်ခြင်းပြီးဝမ်းနည်းမှုဒေါသဖြစ်မှုဆိုတဲ့စိတ်ချနေတွေမဖြစ်အောင်ထားနိုင်တာမျိုးကဥပိ္ပခာကိုကျင့်သုံးခြင်းဖြစ်တယ်ဒါကမှန်ကန်စွာနားလည်မှု right understanding နဲ့ရှင်တဲ့ဥပိ္ပခာပါဥပိ္ပခာရဲ့တည်ငြိမ်နိုင်စွမ်းဥပိ္ပခာရှိတဲ့သူဟာကိုလာရိုင်းပြလဲပြုံပြုံကလေးပဲကိုလာချီးမွမ်းလဲပြုံပြုံကလေးပဲအဲ့ဒီပြုံးကဟန်ဆောင်ထားတာမျိုးမဟုတ်ဘူးလူတွေရဲ့သဘောတဘာဝကိုတိတိကျကျနားလေသဘောပေါက်ပြီးဖြစ်လာတဲ့ခွန့်လွတ်ပြုံးကလေးပါဥပိ္ပခာဟာအဲ့ဒီလိုခွန့်လွတ်နိုင်စွမ်းလေးရှိပါတယ်မြေကြီးဟာသူ့ဘော်ကိုမွေးရနှံ့တွေကိုပဲလောင်းချချအနက်သက်မကောင်းတာတွေကိုပဲတွန်ချချအညီမျှခံယူတယ်မြေကြီးလိုပဲကျင့်ရမယ်တဲ့လူတွေနဲ့ဖြစ်ရတွေအပေါ်မှာအချစ်အမုန်းဝမ်းနည်းဝမ်းသာတွေကိုလိုက်ခံစားနေမယ်ဆိုရင်တစ်သက်လုံးကိုယ်စိတ်ကတည်ငြိမ်နိုင်မှာမဟုတ်ပါဘူးဥပိ္ပခာတရားကိုကျင့်သုံးလေမရှိတဲ့သူတွေရဲ့စိတ်ဟာအတက်ကြမြန်နေချစ်မုန်းတွေနဲ့ရောက်ရက်ခက်နေရတော့တာပဲအမြဲလှုပ်ခတ်နေတတ်တယ်ကန်းဆက်ကလှိုင်းလုံးလေးတွေလိုတက်လိုက်ကြလိုက်နေဥပိ္ပခာကိုလက်ကင်ထားသူရဲ့စိတ်ကတော့ကြုံလာတဲ့ကောင်းဆိုးလောကရန်လိုင်းတဘိုးတွေကိုရင်ဆိုင်နိုင်စွမ်းရှိတဲ့ကြောက်ဆောင်ကြောက်သားတွေလိုပဲတသက်မတ်သေးတည်ငြိမ်နေကိုနှောက်ယှက်ပေးတဲ့သူတွေဆင်းရဲဒုက္ခနဲ့စိတ်ဖိစီးမှုတွေကြုံလာရရင်တောင်တည်ငြိမ်အေးဆေးတဲ့အိမ်တွေမျိုးရှိနေပြန်နေခုလိုမျိုးဥပိ္ပခာတွေရဲ့တည်ငြိမ်မှုစွမ်းအားတွေနဲ့ toxic people တွေကိုရင်ဆိုင်ဖြည့်ရှင်းနိုင်မယ်လို့ယုံကြည်ပါတယ်သီလလုံခြင်းဟာအကောင်းဆုံး confidence ရှိဖို့အတွက် brand တွေမလိုအပ်ပါဘူးသီလလုံဖို့ပဲလိုအပ်ပါတယ်ရိုးရိုးကလေးစဉ်းစားကြည့်ကြရအောင်လူတယောက်ဟာသူများဥစ္စာပစ္စည်းကိုလိန်ညာလှည့်စားချင်းကားပြီးပြန်မပေးဘူးဆိုပါစို့အဲ့ဒီလူဟာလူမြင်ကွင်းမှာရဲရဲဝံ့ဝံ့ထွက်ရဲပါမလားလူပုံလေပွဲလန်းတဲ့ပင်မှာရင်ကော့ကောင်းမော့ပြီးလူဝင်ဆက်နိုင်ပါမလားသူ့အကြောင်းကိုသိတဲ့သူနဲ့တွေ့ရင်စိတ်လုံနိုင်ပါမလားဘယ်ချိန် Facebook မှာအကျွေးတောင်းဖို့အတင်ခံရမလဲဆိုပြီးအမြဲပူပန်ထိတ်လန့်နေရမှာစိတ်အေးလက်အေးဘယ်နေနိုင်ပါမလဲဒီတော့ကိုယုံကြည်မှုဆိုတဲ့ confidence ကျဆင်းရပြီ relationship တစ်ခုမှလည်းအဲ့ဒီလိုပဲကိုချစ်သူအိမ်တောင်ဘက်အပြင်တခြားတယောက်နဲ့ဖောက်ပြန်ထားတဲ့သူဟာဘယ်ချိန်မှလူမိသွားမလဲဘယ်ချိန်ပြဿနာတက်အဆက်ကွဲမလဲဘယ်ချိန်လူတကာတိပြီးကဲ့ရဲ့ခံရမလဲဆိုပြီးအမြဲလိုရင်ထိတ်နေရတော့မှာစိုးရိမ်စိတ်တွေနဲ့စိတ်ပြောင်းနေနိုင်မှာမလားဘလောက်ပြည့်ရတဲ့သူလှည့်ပြားနိုင်တဲ့သူပဲဖြစ်ဖြစ်အချိန်တန်ရင်တော့အမှန်တရားကပေါ်လာစမြဲမှုသီလမလုံသူဟာရင်တထိတ်ထိတ်နဲ့စိတ်မလုံဖြစ်နေရမယ်ဒါကြောင့်သီလရှိသူကသာစိတ်လုံခြုံနိုင်တယ်သီလဆိုတာကဘာလဲ bodily discipline and verbal discipline this is sila bodily discipline ကိုယ်စည်းကမ်းနဲ့ verbal discipline နှုတ်စည်းကမ်းကိုသီလလို့ခေါ်ပါတယ်သီလလို့ဆိုလိုက်ရင်၅ပါးသီလတစ်ခုတည်းကိုပဲမမှတ်ယူပါနဲ့သီလဆိုတာကိုယ်လုပ်ရတဲ့စကားတွေကိုဗျမ်းပရာဖြစ်မသွားအောင်စောင့်စည်းခြင်းလို့အဓိပ္ပာယ်ရတာကြောင့်သီလစောင့်စည်းတယ်ဆိုတာ၅ပါးသီလလုံခြုံယုံနဲ့ပြည့်စုံတယ်လို့မဆိုနိုင်ပါဘူး၅ပါးသီလဆိုတာရှောင်ကျင်ရမယ့်သီလထဲမှာပါတာရှောင်သီလရှောင်ရမယ့်သီလရှောင်သီလရှိသလိုဆောင်ရမယ့်သီလဆောင်သီလလည်းရှိပါတယ်သူတစ်ပါးမစင်ရဲအောင်စောက်ရှောက်ပေးတာကရှောင်သီလသူတစ်ပါးချမ်းသာအောင်စောက်ရှောက်ပေးတာကဆောင်သီလပါဠိလိုတော့ဇာရိတ္တသီလနဲ့ဝါရိတ္တသီလလို့ခေါ်ပါတယ်မလုတ်တင်တာနဲ့လုတ်တင်တာရှောင်သီလဒီယာတွေကမလုတ်တင်မှုမလုတ်အပ်ဘူးစိုးကျိုးဖြစ်စေတယ်
ဒါတွေကိုလုပ်ရင်ဘာကောင်းကျိုးမှမရှိဘူးလို့မြတ်စွာဘုရားကတားမြစ်ထားတဲ့အရာတွေကိုမလုပ်တာကရှောင်သီလဖြစ်ပါတယ်တတဝါတွေကိုမတက်ဘူး not to kill any living being ပါဏာတိပါတာဝေဒာမဏိပိုင်ရှင်မပေးတဲ့ပစ္စည်းဘာမှမယူဘူး not to take anything not given by owner အရိဏဒါနာဝေဒာမဏိသူတစ်ပါးသားမယားကိုမဖျက်ဆီးဘူးလိင်ကိစ္စနဲ့ပတ်သက်တဲ့မှားယွင်းတဲ့အကျင့်ကိုမကျင့်ဘူး not to do sexual misconduct ကာမေတုမိစ္ဆာစာရာဝေဒာမဏိဒါတွေဟာကာယကံစီကံနောက်ပြီးတော့ဝစီကံစီကံ verbal discipline ပြောဆိုလေးတွေမှာစီကံရှိရမယ်မဟုတ်မမှန်တဲ့စကားကိုမပြောဘူးမှန်တာကိုပဲပြောရမယ် I entertain the person not telling lie must be true မုသာဝါဒဝေဒာမဏိမှန်တာကိုပြောတဲ့နေရာမှာခြေနေနဲ့အချိန်ခါကိုကြည့်ရမယ်မှန်နေဆိုတိုင်းလည်းပြောလို့မဖြစ်တဲ့အခါတွေရှိတယ်မှန်တရားဆိုတိုင်းလည်းစိုးမပြောသင့်ဘူးဥပမာလူတယောက်ဝနေတဲ့ဆိုပါစို့နေဝလာလိုက်တာနော်လို့ပြောလို့ဖြစ်ပါမလားမဖြစ်ဘူးလေတစ်ဖက်လူစိတ်နှောက်ယှက်ဖြစ်သွားမှာပေါ့မှန်တိုင်းသာအကုန်လျှောက်ပြောနေရင်ပြဿနာတက်ရမှာပဲမှန်ပေမဲ့မပြောသင့်တာတွေရှိပါတယ်ညာနာလေးစားရတဲ့မတယောက်ကပြောဘူးတယ်စကားပြောတာနဲ့ပတ်သက်ပြီးလုပ်ငန်းခွင်မှာကို professional မဆိုင်တာတွေကိုမပြောရဘူးတဲ့လုံမှာကိုက HR ဆို HR နဲ့ဆိုင်တာပဲပြောရမယ် marketing ဆို marketing နဲ့ဆိုင်တာပဲပြောရမယ်ကိုကျွမ်းကျင်တဲ့နေပေမဟုတ်တာကိုဝင်မပြောရဘူးကောင်းစီခြင်းလို့ဆိုတဲ့စိတ်နဲ့အကြံပေးသည့်တိုင်တစ်ဖက်လူမှာအကျိုးမရှိအချိန်ကုန်ယုံပဲဖြစ်တတ်တယ်အဲဒါကြောင့်ကိုနဲ့သက်ဆိုင်တာပဲပြောရမယ်လို့မှတ်သားခဲ့ရဘူးတဲ့အဲ့ဒီလိုပြောတင်ပြောထိုက်လို့ကိုနဲ့သက်ဆိုင်တဲ့စကားတွေကိုပြောတဲ့နေရာမှာလိုက်နာရမယ့်စည်းကမ်းလေးတွေကရိုးရိုးသားသားပြောရမယ် must be honest မုသာဝါဒဝေဒာမဏိရိုးကန်စိတ်ရင်းနဲ့ပြောရမယ်ပညာပြခြင်းနဲ့စိတ်နဲ့မပြောရဘူးလူထင်ကြီးခံခြင်းစိတ်နဲ့မပြောရဘူးကိုယ်စကားရဲ့နောက်ွယ်မှာမစစ်မှန်တဲ့ရည်ရွယ်ချက်မျိုးတွေမရှိရဘူးစေတနာမှန်သဘောရိုးနဲ့ပဲပြောရမယ်ရင်ရင်ကြည်ကြည်ပြောရမယ် must be polite must be pleasant ပရုသဝါစာဝေဒာမဏိပြောမတက်ရင်ဆဲတယ်လို့ဆိုတဲ့စကားလည်းရှိတယ်ကိုပြောတဲ့စကားကစေတနာမှန်သည့်တိုင်ကြမ်းကြမ်းတန်တန်ပြောရင်တစ်ဖက်သားမှခံစားရခက်တယ်ငါကစေတနာနဲ့ပြောတာပဲဆိုပြီးစကားတခွန်းကိုလက်လွတ်စပယ်မပြောသင့်ဘူးတယောက်စကားတယောက်နားမှာမခါရအောင်တတိဆောင်၍မောင်တို့ဆိုလီပြားတကာတို့ချိုလာစီဆိုတဲ့အတိုင်းတစ်ဖက်လူကနှစ်သက်သက်နားထောင်ခြင်းလာအောင်နဝင်ချိုစီအောင်နူးညံ့တဲ့စိတ်ကလေးနဲ့ပြောရင်အကောင်းဆုံးပဲပေါ့ညီညွတ်စီမဲ့စကားကိုပြောရမယ် must be harmonious ပိတုနာဝါစာဝေဒာမဏိတယောက်နဲ့တယောက်အဖွဲ့အစည်းတစ်ဖွဲ့နဲ့တစ်ဖွဲ့သွေးကွဲအောင်မပြောရဘူးအထင်လွဲစီမဲ့စကားတွေနားလည်မှုလွဲစီမဲ့စကားတွေရှောင်ရမယ်အကျိုးဖြစ်စီမဲ့စကားကိုပဲပြောရမယ် must be beneficial for others and oneself တန်ဖက်ပလာပဝါစာဝေဒာမဏိမိမိအတွက်ရောသူတစ်ပါးအတွက်ပါဘာအကျိုးမှမရှိတဲ့အရေးမရဖက်မရစကားတွေနဲ့ချိန်ကုန်မခံရဘူးကိုယ်စကားကိုနားထောင်လိုက်ရတဲ့အတွက်တစ်ဖက်လူမှာတခုခုအကျိုးဖြစ်ထွန်းသွားစေမဲ့စကားမျိုးဆိုရင်ဘလောက်ကောင်းမလဲဒါဆိုရှောင်တီလနဲ့ပြည့်စုံပြီရှောင်တီလနဲ့ပြည့်စုံရင်စောင်တီလကိုဆက်လက်ကျင့်သုံးကြရမယ်စောင်တီလဆိုတာမြတ်စွာဘုရားရှင်ကလှုပ်တဲ့နဲ့လှုပ်ကြပါဆိုပြီးတိုက်တွန်းတော်မူထားတဲ့အရာတွေကိုလိုက်နာကျင့်သုံးတာပဲဖြစ်တယ်လှုပ်တဲ့လှုပ်ထိုက်တာတွေဖြစ်တဲ့မိဘတွေကိုစောင့်ရှောက်ရမယ်ဆွေမျိုးသားချင်းတွေကိုစောင့်ရှောက်ရမယ်မိတ်ဆွေတင်ခါတွေကိုစောင့်ရှောက်ရမယ်လောကကိုကောင်းကျိုးပြုရမယ်ကိုတာဝန်ကိုကြည်ရမယ်လှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်တွေအများကြီးပါပဲချို့လူတွေကဒုစရိုက်ဆိုတဲ့မကောင်းမှုတွေကိုလုပ်တော့မလုပ်ဘူးဒါပေမဲ့သူ့စရိုက်ဆိုတဲ့ကောင်းတာတွေကိုလည်းမလုပ်ဘူးဘယ်သူဘာဖြစ်ဖြစ်မဆိုင်သလိုဘေးထွက်နေကြတယ်အဲ့ဒီလိုမဆိုင်သလိုနေတဲ့သူတွေဟာရှောင်တီလနဲ့သာပြည့်စုံပြီးစောင်တီလမရှိကြတဲ့သူတွေပါလူဖွဲ့စည်းတွင်မှာလူပီတာတဲ့သူတယောက်အနေနဲ့ရဲရဲရင်ရင်တင့်တင့်တဲတဲရက်တီနိုင်မှုအတွက်ဆိုရင်မလုတ်တင်နာကိုရှောင်ဖို့လိုသလိုလုတ်တင်နာကိုလည်းလှုပ်ဖို့လိုပါတယ်တီလာရှိသူအနားမှာနေရင်စိတ်လုံခြုံနေမိတ်ဆွေတို့လည်းခံစားဘူးကြမှာပါကိုချင်းတီလာတိတ်ကောင်းတဲ့ပုံကိုယ်တွေအနားနေမိရင်စိတ်ထဲမှာတိတ်ကိုလုံခြုံနေတာမျိုးလေဆရာတော်ကြီးတွေနားမှာနေရရင်အဲ့ဒီခံစားမှုပဲကိုလေးစားရတဲ့ကိုချင်းတီလာကောင်းတဲ့မိတ်ဆွေနားမှာနေရရင်လေအဲ့ဒီခံစားမှုမျိုးပဲကိုမိခင်နားမှာနေရတယ်လို့စိတ်လုံခြုံမှုမျိုးအဲ့ဒီလိုမိတ်ဆွေတွေနဲ့ဆိုဘယ်ကိုသွားစိတ်လုံခြုံမှုအပြည့်နဲ့သွားလို့ရတယ်ကိုမိသားစုလိုမျိုးသူတို့ကကိုကိုစောက်ရှောက်တယ်ဆိုတဲ့ယုံကြည်စိတ်ချမှုမျိုးအပြည့်အဝရှိတယ်
အဲဒါကြောင့်ညာနာအနေနဲ့လေတီလာရှိပြီးကိုကိုစိတ်ချလုံခြုံမှုပေးနိုင်တဲ့မိတ်ဆွေတွေနဲ့ပဲရင်းရင်းနှီးနှီးရှိဖြစ်တာများတယ်အဲ့ဒီလိုရွေးချယ်ခဲ့လို့ပဲဖြစ်မယ်ကိုရဲ့အရင်ချမိတ်ဆွေတွေနဲ့ပတ်သက်ပြီးစိတ်နှောက်ယှက်ဖြစ်ရတယ်ဆိုတာရှားတယ်ကိုအမြဲစောက်ရှောက်ကြတယ်ဒါဟာကိုပတ်ဝန်းကျင်ကတီလာကောင်းတဲ့မိတ်ဆွေတွေရဲ့အကျိုးကျေးဇူးတွေပေါ့တီလာမရှိသူဟာပူလောင်နေသူ့ရဲ့စကားတွေလုပ်ရက်တွေကသူများကိုတစ်ခုမဟုတ်တစ်ခုထိခိုက်စေတာမျိုးတွေကြီးပဲအဲ့ဒီလိုလူမျိုးနဲ့ပတ်သက်မိရင်ပူတွေဟက်ခံရလိမ့်မယ်အပူဟက်ခံရမယ့်အစားတီလာရှိတဲ့သူတွေကိုရွေးချယ်ပေါင်းကြည့်ကိုလည်းအေးချမ်းလာလိမ့်မယ်ဒါပေမဲ့တခုတော့ရှိတယ်ကိုယ်တိုင်ကတီလာရှိနေဖို့တော့လိုတယ်ဒါဟာအရေးကြီးဆုံးချက်ပဲကိုယ်တိုင်ကတီလာမရှိရင်တော့တီလာရှိတဲ့မိတ်ဆွေကောင်းရဖို့မမျှော်လင့်ပါနဲ့တီလာတီတာအကောင်းဆုံးမှုရင်နဲ့လူပုံလဲမှာရဲရဲဝင့်ဝင့်တင့်တင့်တဲတဲနဲ့ကိုယုံကြည်မှုရှိခြင်းဟာဘဲရပေါ်အခြေခံတယ်လို့တွေးကြည့်တော့ကိုယ့်ရဲ့ကိုချင်းတီလာပေါ်မှာအခြေခံတယ်လို့ညာနာကတော့ထင်မိတယ်တီလာရှိသူဟာဘလို့လူနဲ့ပဲဖြစ်ဖြစ်ပြောရဲဆိုရဲရှိတယ်ကြောက်ရွံ့တွန့်ဆုတ်မနေဘူးတီလာရှိလေလေကိုယုံကြည်မှုရှိလေလေပဲတီလာမရှိတဲ့သူဟာမျက်နှာပြက်စရာကိစ္စတွေလုပ်ထားတဲ့အတွက်ဒီရောပဲတုံဘာတွေပဲတုံလူပုံလဲမျက်နှာပွင့်လန်းရမှာမဟုတ်ဘူး LV ပဲကန်ဂူစီပဲကန်အဲ့ဒီຢာတွေဟာကိုယ့်ရဲ့ပုံရိပ်ကိုမြင့်တက်စေတဲ့ဆိုရင်တောင်ခဏပဲဘလောက်ကြာခံနိုင်မှာလဲတစ်သက်လုံးစာအတွက်ကတီလာနဲ့ပဲလူတော်တိုးရမှာတံမိုးကြီးရေမွေးတွေထက်တီလာရဲ့ရနံ့ကသာဘယ်နေရာပဲရောက်ပြက်ပြဲမသွားနိုင်တဲ့ကောင်းဆုံးသောမှုရနံ့မှာဒါကြောင့်ကိုယ့်ရဲ့တီလာကသာကိုယ့်ရဲ့ image ကိုယ့်ရဲ့ကိုချင်းတရားကသာကိုယ့်ရဲ့ branding တီလာလုံခြင်းဟာအကောင်းဆုံး confidence ပါပဲယောနိတော်မနတိကာရာတကယ်တော့ရင့်ကျက်တယ်ဆိုတာကြုံလာရတဲ့အာယုံတွေပေါ်မှာတင့်လျော်တဲ့နှလုံးသွင်းတက်ခြင်းမှာကြုံလာသမျှအရာရာပေါ်မှာတင့်လျော်စွာနှလုံးသွင်းတက်ခြင်းကိုယောနိတော်မနတိကာရလို့ခေါ်ပါတယ်ညာနာကဒီကြောင်းလေးကိုပြောပြချင်ပါတယ်နှလုံးသွင်းတက်မှုနဲ့အသက်ရွယ်လူဟာငယ်ရွယ်စဉ်မှာဘလောက်ပဲရင့်ကျက်တယ်လို့ဆိုအသက်ရွယ်တစ်ခုကိုရောက်လာတဲ့အခါမှသာနားလည်နိုင်လာတဲ့အရာတွေဆိုတာရှိပါတယ်။သက်ရွယ်ကစကားပြောလာတယ်ဆိုတာတကယ်မှန်နေနော်။တက်ကြီးလာတာနဲ့မျှပိုပြီးစိတ်ကိုထားတက်လာတာနှလုံးသွင်းတက်လာတာဘယ်ရာကိုမဆိုပြည့်မြင်လာတော့တာလေ။ငယ်စဉ်ကဆိုမျက်စိတွေကက်လန့်ဖြစ်နေတာမျိုးဆိုတီးမခံနိုင်ဘူးဝင်ပါမိတယ်။တခုခုဆိုဒေါသထွက်ရင်လေပြင်းထန်မယ်။ပြောစရာရှိရင်လေဒေါသနဲ့ဟောတိုင်းမယ်။တရွက်ကူရောက်လာတဲ့အခါမှာရာကိုဖြည့်တွေးနားလေတက်လာပြီးစိတ်ရဲ့ပြင်းထန်မှုတွေရော့ကျသွားတယ်လို့ခံစားလာရတယ်။ဘာလို့ပြင်းထန်မှုတွေရော့ကျလာတယ်လဲဆိုရင်တင့်တော်တဲ့နှလုံးသွင်းမှုယောနိတော်မနတိကာရကြောင့်ပါပဲ။ကုသိုလ်အကုသိုလ်ရဲ့အခြေခံအကြောင်းလောကမှာကုသိုလ်အကုသိုလ်တွေဖြစ်ရခြင်းရဲ့အခြေခံအကြောင်းရင်းကကိုယ့်ရဲ့နှလုံးသွင်းမှုဆိုတဲ့မနတိကာရကြောင့်ပါ။နေ့စဉ်နဲ့မျှကြုံနေရတဲ့ຢာရီပေါ်မှာကုသိုလ်ဖြစ်သွားမလားအကုသိုလ်ဖြစ်သွားမလားဆိုတာကတော့ကိုယ့်ရဲ့နှလုံးသွင်းမှုပေါ်မှာမူတည်နေတာပါနှလုံးသွင်းမှုကိုပါဠိလိုမနတိကာရလို့ခေါ်ပါတယ်တင်းလျော်တဲ့နှလုံးသွင်းမှုကယောနိတော်မနတိကာရပါမနစ်သက်စရာຢာတွေကတော့ရှောင်လွဲလို့မရဘူးကြုံနေရမှာပါပဲအဲ့ဒီຢာကိုဘလို့အမြင်နဲ့ဘလို့ရှုထောင့်ကနေကြည့်မလဲဆိုတာကအရေးကြီးပါတယ်မနစ်သက်စရာအာယုံတစ်ခုနဲ့ကြုံလာရတဲ့အခါမနစ်သက်ဘူးလို့သတ်မှတ်လိုက်ရင်အဲ့ဒီຢာကကိုနှိပ်စက်ဖိစီးစေတယ်မနစ်သက်စရာကိုနှစ်သက်တဲ့ရှုထောင့်ကနေနှလုံးသွင်းပြောင်းပြီးမြင်နိုင်လာတဲ့အခါမနစ်သက်စရာကြုံလာရသည့်တိုင်ထွေထူးစိတ်နှောက်ယှက်မဖြစ်ရတော့ဘူးခုနောက်ပိုင်းကြုံလာရတဲ့ຢာတွေပေါ်မှာညာနာတော့ဒီလိုနီးနဲ့ပဲဖြတ်သန်းနေမိတယ်ဒုက္ခနဲ့ကြုံရင်တော့အဲ့ဒီဒုက္ခကိုနှစ်သက်လက်ခံတတ်အောင်ကိုယ့်ရဲ့အမြင်ကိုပြောင်းပေးလိုက်တာပါပဲအဲ့ဒီခါမှာလောကရန်တရားတွေကိုပို့ပြီးရင်ဆိုင်နိုင်လာတယ်။စိတ်ဒုက္ခဖြစ်စေမဲ့အရာတွေကိုကောင်းမွန်ကင်တွယ်နိုင်လာတယ်။ဒုက္ခနဲ့ယောနိတော်မနတိကာရဒုက္ခမှာတာယာဝယ်ရှိပါတယ်။ဒုက္ခဟာအဆိုးကြီးပဲမဟုတ်ပါဘူး။မြတ်စွာဘုရားကလည်းဟောခဲ့တယ်။ခန္ဓာ၅ပါးဆိုတဲ့ဒုက္ခမှာတာယာဝယ်ဆိုတာရှိတယ်တဲ့။ဒုက္ခမှာတာယာဝယ်ရှိလို့သာတတ္တဝါတွေဟာခန္ဓာ၅ပါးကိုတက်မှတ်နေကြတာပါ။ဒုက္ခမှာလည်းကြည်တက်ရင်နှစ်သက်ဖွယ်ကောင်းတဲ့ချက်တွေရှိတယ်။လောကမှာဒုက္ခတရားရှိနေလို့သာဒုက္ခဟာပိုပြီးထင်ရှားတာ။အမိုက်မောင်ရှိနေလို့သာအလင်းဟာတန်မိုးကြီးနေရတာ။တန်တရားဝစ်စင်းရဲရှိနေလို့သာနိဗ္ဗာန်ရဲ့ချမ်းသာမှုဟာထင်ရှားနေတာ။အဲ့ဒီလိုပဲဒုက္ခရှိနေလို့သာဒုက္ခငြိမ်းအေးရာကိုလိုလားတောင့်တနေကြရတာပါ။
ဒုက္ခကတန်မိုးကြီးပါတယ်ရှောင်ပြေးစရာမကြုံဆုံခြင်းစရာမျိုးလည်းမဟုတ်ပါဘူးဒုက္ခနဲ့ကြုံဆုံပြီးဖြည့်ရှင်းလိုက်နိုင်တာမျိုးကရှင်သန်ရတာအတိပ္ပယ်ပိုရှိလာပြီးစိတ်လှုပ်ရှားစရာတောင်ကောင်းနေပါသေးတယ်ဒုက္ခကိုအစိုးဖြစ်ပဲမမြင်စေခြင်းမူဒုက္ခဟာစိတ်ပိုင်းဆိုင်ရာကိုပိုပြီးရင့်ကျက်တန်မာလာစေတယ်ဒုက္ခကိုနားလည်အောင်ကြိုးစားရမယ်ဒုက္ခကိုနားမလည်ပဲဒုက္ခကနေမလွတ်မြောက်နိုင်ဘူးဒုက္ခကိုရင်မဆိုင်တတ်ပဲနဲ့ဒုက္ခကင်းရာကိုမရောက်နိုင်ပါဘူးဒုက္ခသာမရှိရင်ဘဝကပြင်းစရာကြီးဖြစ်နေမှာပါအဲ့ဒါကြောင့်အခုနောက်ပိုင်းဒုက္ခနဲ့ကြုံလာရရင်တော့စိတ်ပြက်ညှဉ်းညူတာတွေမလုပ်ဖြစ်တော့ဘူးတော်ပါသေးတယ်ဒီလိုမို့တော်သေးတာပေါ့ဆိုတဲ့ဒုက္ခပေါ်အကောင်းဘက်ကနေဖြည့်တွေးတဲ့စကားမျိုးပြောဖြစ်တော့တယ်ဘယ်နေရာမှာမဆိုအဲ့ဒီအတိုင်းပဲကိုတက်နိုင်တဲ့အရာတွေကိုဆောင်ရွက်ပြီးကိုမတက်နိုင်တဲ့ကိစ္စတွေအပေါ်မှာနှလုံးသွင်းပြောင်းပြီးစိတ်ထောက်တီးရအောင်နေထိုင်တာကအကောင်းဆုံးပါပဲခံစားမှုနောက်သာလိုက်ရရင်အသက်တောင်ပြန်ပါမလာဘူးဆိုတဲ့ကြပြလိုပါပဲစိတ်ရှိတိုင်းသာခံစားရမယ်ဆိုယူတောင်သွားလောက်တယ်အဲ့ဒီလိုပြောလို့မခံစားနဲ့လို့ဆိုလိုတာမဟုတ်ပါဘူးခံစားပါသို့တော်စိတ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်မှုကိုတော့ဂရုစိုက်ပေးပါခုချိန်မှာလူတိုင်းကကိုယ့်ပူနဲ့ကိုတောကနဲ့ကိုစီရှိကြတာပါပဲအဲ့ဒီပူတွေကိုတက်တာအောင်နီးလန်းရှာကြရမယ်ပူဆွေးနေမဲ့စာဒိဗေရှိတဲ့တခုခုလုပ်နေတာကပိုပြီးအကျိုးရှိပါတယ်နှလုံးသွင်းမှန်မှအရာရာမှန်မယ်ဘဝမှာကံကောင်းတယ်ကံဆိုးတယ်ဆိုတာကတခြားမဟုတ်ပါဘူးကိုယ့်ရဲ့နှလုံးသွင်းမှုကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့သဘောထားတွေနဲ့ပဲသက်ဆိုင်တာပါအဲ့ဒီຢာတွေကပဲကိုယ့်ဘဝရဲ့အဆိုးကောင်းတွေကိုဖန်တီးဆုံးဖြတ်ပေးနေတယ်စိတ်ထားတက်ရင်မြတ်တယ်ဆိုတဲ့စကားအတိုင်းပဲဘယ်ຢာမှာပဲဖြစ်ဖြစ်စိတ်ထားတက်ခြင်းဆိုတဲ့ယောနိတော်မနတိကာရမရှိရင်အစဉ်ပြေနိုင်မှာမဟုတ်ပါဘူးယောနိတော်မနတိကာရဆိုတာဘလို့အာယုံမဲလား wise attention စင်ကြင်ဉာဏ်နဲ့နှလုံးသွင်းတတ်တာမျိုးပါကိုကလိုချင်စရာတစ်ခုကိုမြင်နေဆိုပါစို့အဲ့ဒီຢာကသူများပိုင်တာဆိုရင်လိုချင်တဲ့စိတ်ဖြစ်မိတာနဲ့ကို့မှာစင်ကြင်တုံတရားရှိမယ်ဒါသူများဟာငါမှလောဘမဖြစ်သင့်ဘူးဒီလိုအတွေးမျိုးတွေးလိုက်တာနဲ့ဒါကယောနိတော်မနတိကာရပဲမုန်းစရာလူတယောက်ကိုတွေးတဲ့အခါမှာလေငါသူ့ကိုမုန်းလို့ငါသာပူလောင်နေရမှာပဲလို့နှလုံးသွင်းလိုက်ရင်ဒါဟာယောနိတော်မနတိကာရပါပဲယောနိတော်မနတိကာရဆိုတာကအကုသိုလ်မဖြစ်ဘူးကုသိုလ်ဖြစ်ဖို့ကိုယ်စိတ်ကိုထိန်းချောင်းပေးတာမျိုးပါစိတ်ကျမ်းမာရေးနဲ့ယောနိတော်မနတိကာရအတွေးလေးတွေနှလုံးသွင်းမှုလေးတွေချွတ်ချော်လွဲမားနေရင်စိတ်ကျမ်းမာရေးကိုထိခိုက်နိုင်တာပေါ့လူတွေပေါ်အခြေအနေတွေပေါ်အကောင်းမြင်နိုင်စွမ်းနေရင်စိတ်တက်ကြလွယ်တယ်ယောနိတော်မနတိကာရဆိုတာ wise attention အသိဉာဏ်နဲ့ရှင်တဲ့လိမ္မာမှန်ကန်တဲ့သတိပြုစဉ်းကျင်စဉ်းစားမှုလို့ခေါ်ပါတယ်အဲ့ဒါကတိတ်ကိုအရေးကြီးတယ်စိတ်ကျမ်းမာရေးအတွက်ယောနိတော်မနတိကာရကမဖြစ်မနေလိုအပ်ပါတယ်စိတ်သဘောထား mindset နဲ့အကောင်းမြင်စိတ် positive thinking လို့လည်းဆိုနိုင်မယ်ထင်ပါတယ်ဘဝမှာကြုံလာရတဲ့ခက်ခဲမှန်သမျှကိုအကောင်းဆုံးသဘောနဲ့ရင်ဆိုင်ဖြတ်ကျော်နိုင်တဲ့အရေးချင်းမျိုးပါတချို့ကတော့ယောနိတော်မနတိကာရဆိုတဲ့တင့်တော်မှန်ကန်စွာနှလုံးသွင်းတဲ့စိတ်ကိုအလျှော့ပေးအရှုံးပေးတာမျိုးအညံ့ခံတဲ့စိတ်မျိုးလို့ထင်တတ်ကြတယ်အဲ့ဒီလိုမဟုတ်ပါဘူးတော်ယုံတန်ယုံလူကယောနိတော်မနတိကာရကိုနှလုံးမသွင်းနိုင်ကြနှလုံးမသွင်းတတ်ကြပါဘူးစိတ်တက်ရေသွေးမြင့်မာတဲ့သူတွေမှသာထားရှိနိုင်တဲ့စိတ်နေစိတ်ထားမျိုးပါဘဝမှာပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်သူတွေရဲ့စိတ်ဟာအဲ့ဒီလိုစိတ်ထားမျိုးပါပဲလောကရန်နဲ့ကြုံတဲ့အခါမှာလေလူတိုင်းဟာအိုရနာရတေရမှာတေရင်ငါးနောက်ပါတာမှမဟုတ်တာဆိုပြီးအရာရာကိုလက်လျှော့အရှုံးပေးတာမျိုးကယောနိတော်မနတိကာရမဟုတ်ပါဘူးလောကမှာခက်ခဲဒုက္ခတွေကြုံတွေ့လာတဲ့အခါမှာလောကရန်ကြုံမဖြုံစရမ်းပေါ်မတုံစမ်းတဲ့စိတ်ခိုင်စီဆိုတဲ့အတိုင်းရင်ဆိုင်ဖြတ်တန်းနိုင်တဲ့စိတ်တက်ကသာယောနိတော်မနတိကာရဖြစ်ပါတယ်ဝေဒနာပစ္စယတဏဝေဒနာနဲ့တဏကြားကကွက်လက်ကလေးဟာတန်တရားကိုအဆက်မပြတ်ဖြစ်မလားလွတ်မြောက်မှုကိုရသွားမလားဆိုတာကိုအဆုံးဖြတ်ပြီးမဲ့စစ်မြေပြင်မဲ့လို့ဘိက္ခုဘောဟိကမိတ်နေငါကိုဝေဒနာတွေလာမပြီးနေစေတနာကဝေဒနာဖြစ်ရတယ်ဆိုတဲ့စကားလေးတွေကိုညာနာမိတ်ဆွေတွေကြားဘူးကြမှာပါဝေဒနာဟာအဲ့ဒီလိုနာကျင်ရတဲ့ခံစားမှုဒုက္ခတရားလေးတစ်ခုတည်းသာမဟုတ်ပါဘူးဝေဒနာဟာအမျိုးမျိုးရှိပါတယ်စိတ်ချမ်းသာမှုသောမနတဝေဒနာစိတ်ဆင်းရဲမှုဒေါမနတဝေဒနာကိုယ်ချမ်းသာမှုဒုက္ခဝေဒနာကိုယ်ဆင်းရဲမှုဒုက္ခဝေဒနာအလယ်လက်ခံစားမှုဥပိ္ပခဝေဒနာရဲ့လို့ဝေဒနာမျိုးစားလေးတွေရှိပါတယ်ခံစားမှုဆိုတဲ့သဘောတရားလေးကိုဝေဒနာလို့မှတ်သားနိုင်ပါတယ်
အဲ့ဒီခံစားမှုလေးတွေဟာဖတ်တာဆိုတဲ့ပေါင်းစုံစည်းမှုကြောင့်ဖြစ်ပေါ်လာရတာပါဘယ်ရာတွေပေါင်းစုံစုစည်းရတာလဲဆိုရင်ဒွါရအာယုံဝိညာဉ်ဆိုတဲ့သုံးခုပေါင်းစုံကြတာပါဒီပေါင်းစုံမှုလေးတွေကိုဖတ်တာလို့ခေါ်တယ်ဖတ်တာကိုအကြောင်းခံပြီးဝေဒနာလေးတွေဖြစ်ပေါ်လာရတယ်ဥပမာကိုကလူတစ်ယောက်ကိုမြင်နေနေတဲ့အမြင်အာယုံလေးကြည့်နေတဲ့မျက်စိဒွါရမြင်တာကိုသိနေတဲ့အသည့်ဝိညာဉ်အဲ့ဒီသုံးခုပေါင်းစုံသွားတာကိုဖတ်တာလို့ခေါ်တယ်အဲ့ဒီလိုပေါင်းစုံတဲ့အခါချစ်မိသွားတယ်ဆိုပါစို့ဝေဒနာဖြစ်သွားတာပါပဲ falling in love ပေါ့ဝေဒနာဖြစ်သွားတဲ့နောက်မှာတတိနဲ့မထိန်ချုပ်နိုင်ရင်တဏှာဆိုတဲ့ပိုင်ဆိုင်လိုခြင်းစိတ်ညှိတွယ်မမောစိတ်ကလေးတွေဖြစ်သွားရပါတယ်ကိုကမြင်နေဆိုတဲ့နေရာမှာတင်ရက်မထားနိုင်လိုက်ရင်မြင်ပြီးတဲ့နောက်မြင်ပြီးရင်မြင်ခြင်းနဲ့မြင်ရလို့ပျော်ရွှင်နေအဲ့ဒီပျော်ရွှင်မှုဆိုတဲ့ဒုက္ခဝေဒနာကိုထပ်တလဲလဲခံစားခြင်းနဲ့ရခြင်းနဲ့အဲ့ဒီပျော်ရွှင်မှုလေးကဘလောက်ကြာခံပါလဲပျော်ရွှင်မှုဝေဒနာလေးလည်းပျောက်သွားရောအသေးကွဲတယ်ဆိုတဲ့ဒုက္ခဝေဒနာဖြစ်သွားလေရောပတ်စံတွေရလို့ပျော်ရွှင်နေအဲ့ဒီပျော်ရွှင်မှုဒုက္ခဝေဒနာကိုထပ်တလဲလဲခံစားခြင်းနဲ့ပတ်စံတွေအများကြီးရအောင်မလုပ်သင့်တာတွေလုပ်မိတယ်ဒုက္ခရောက်နိုင်တယ်ပျော်ရွှင်မှုကြောင့်ကောင်းကျိုးတွေရှိနိုင်ပေမဲ့အဲ့ဒီပျော်ရွှင်မှုဆိုတဲ့ဝေဒနာကိုရလို့ဇောနဲ့ရှာဖွေရင်းနဲ့အလွန်ကျွံလုံးမိပြီးစိုးကျိုးတွေဖြစ်လာစေပါတယ်ဝေဒနာကြောင့်တဏှာဖြစ်တယ်ဆိုတဲ့နေရာမှာဒုက္ခဝေဒနာကိုတက်မှတ်တာကထားတော့ဒုက္ခဝေဒနာကိုကြဘလို့တက်မှတ်နိုင်မလဲလို့မေးနိုင်စရာရှိတယ်အဲ့ဒီအခါမှာအဖြေကတော့ဆင်းရဲတော့ချမ်းသာကိုတောင့်တတယ်ချမ်းသာတော့လေပိုချမ်းသာခြင်းရတယ်ဒုက္ခဝေဒနာနဲ့ကြုံရတဲ့အခါမှာလေအဲ့ဒီဒုက္ခဝေဒနာကနေလွတ်မြောက်လို့တဲ့တဏှာဖြစ်လာတယ်လောကမှာထိန်းချုပ်လို့မရတဲ့အရာတွေထဲမှာဝေဒနာလည်းအပါဝင်ပါပဲညာနာတို့တွေဟာဘလောက်ပဲအသိဉာဏ်စင်ကြင်တုံတရားတွေရှိပါနောက်ဆုံးကြခံစားမှုနောက်ကိုပဲလိုက်မိတတ်ကြတယ်ဥပမာဝိတ်တက်မှာဆိုလို့ဒီစားစာကိုမစားသင့်ဘူးလို့သိနေပေမဲ့ဝေဒနာပေါ်မှာတက်မှတ်စိတ်ကိုအလိုလိုက်ပြီးစားမိတာမျိုးအချက်ဟာမကောင်းဘူးလို့စင်ကြင်တုံတရားကပြောနေပေမဲ့ခံစားမှုကိုမထိန်နိုင်ပဲချစ်မိသွားတာမျိုးပြဆန်ဆန်ပြောရရင်နှလုံးသားရှိမှတော့ခံစားရမှာပဲလေမခံစားရအောင်မျက်လုံးတွေနားတွေနှလုံးသားတွေကိုပိတ်ထားလို့မှမရတာကိုမြင်နေကြားနေတွေ့နေရတော့ခံစားရမှာပဲပေါ့အဲ့ဒီတော့ကိုကဘာလို့ဖို့တက်နိုင်တယ်လဲဆိုတော့ကိုခံစားရတဲ့ခံစားချက်ပေါ်မှာအယူမှုဖြစ်မသွားဖို့သတိလေးကပ်ပြီးစင်ကြင်တာမျိုးကိုလုပ်တဲ့နေကိုလုံနိုင်တဲ့အတိုင်းတာကဒါပဲရှိတာမဟုတ်လားချစ်မိသွားတယ်မို့လားချစ်လိုက်မေတ္တာလေးနဲ့ထိန်အယူမှုမဖြစ်စီနဲ့ငွေရှာတယ်မို့လားရှာလိုက်တမအာဇီဝလေးနဲ့ရှာမလုံတဲ့နာတွေတော့မလုံမိစေနဲ့တကယ်လို့များမရှောင်သာလို့ဝေဒနာပြစ်เสียတဏှာဖြစ်သွားတယ်ဆိုရင်တော့အဲ့ဒီတဏှာကိုပြန်လျှော့ချနိုင်အောင်ကြိုးစားရမှာတဏှာပြစ်เสียဥပါဒံအထိဖြစ်သွားအောင်ဆွဲလန်းအယူမှုတော့မလုံမိစေနဲ့ပေါ့စိတ်ရဲ့ခံစားချက်ဆိုတာလူတိုင်းနဲ့မကင်းနိုင်သလိုယဟန္တာပုဂ္ဂိုလ်ဖြစ်ရင်တော့ခံစားချက်တွေကရှိနေအောင်ပါပဲဒါပေမဲ့ယဟန္တာပုဂ္ဂိုလ်တွေမှာဝေဒနာဆိုတဲ့ခံစားချက်ရှိပေမဲ့တဏှာမဖြစ်တော့ဘူးပေါ့ဖြစ်နိုင်တဲ့စိတ်အခြေအနေမနုဿယဓာတ်ခံတွေကိလေသာအဆိုင်ခဲတွေမရှိတော့တဲ့အခါကျတော့အာယုံတစ်ခုပေါ်မှာကန့်ညှိနိုင်တဲ့သဘောတွေကင်းစင်သွားရတော့တာပြန်ဖြစ်နိုင်စရာအခြေအနေတွေဆိုတာဘာဆိုဘာမှကိုမရှိတော့တာမိကျွမ်းနေပြီးသားတင့်ငုတ်တို့ဟာပြန်မဖြစ်နိုင်တော့သလိုပါပဲမိကျစ်ထဲမှာလည်းကက်ကုံနေပြီဆိုရင်မိတောက်ကလေးကမဖြစ်နိုင်တော့ဘူးအဲ့ဒီလိုမျိုးပဲယဟန္တာတွေဟာခန္ဓာဆက်သိမ့်ပြီးအလွန်ပဲငြိမ်းအေးသွားရပါတော့တယ်တဏှာကိုမလွန်မြောက်နိုင်တဲ့၍တန်တရားမှာကျင်လည်နေရသမျှတော့ဘဝတည်ဖြစ်ရခြင်းဆိုတဲ့ဆင်းရဲဒုက္ခတွေကိုသာရနေကြအောင်မှာပါပဲဒါကြောင့်အဖန်တလဲလဲမွေးလာရခြင်းသည်ဆင်းရဲလီစွာလို့မြတ်စွာဘုရားရှင်ကဟောခဲ့တာပါယဟန္တာပုဂ္ဂိုလ်မြတ်တွေကတော့တဏှာဖြစ်ခြင်းလုံးဝမရှိတော့တဲ့အတွက်ဘဝအတ္တပံပြန်ဆရခြင်းဆိုတဲ့ဇာတိပိဒုက္ခတရားတွေကနေလွတ်မြောက်သွားရပါတော့တယ်ဒါကြောင့်ညာနာတို့တွေလည်းဒီသဘောလေးတွေကိုဆင်ခြင်ပြီးဝေဒနာဖြစ်လာတဲ့အခါမှာဝေဒနာဆိုတဲ့အဖြစ်ကလေးမှာပဲရက်တက်နိုင်ရင်မြင်ရင်မြင်ကာမျှသာကြားရင်ကြားကာမျှသာနှလုံးသွင်းနိုင်ဖို့တန်တရားကိုရှည်လျားစေမဲ့တရားအသစ်တွေမတိုးပွားစေဖို့ကြိုးစားရမှာဖြစ်ပါတယ်ငါသူတစ်ပါးယောက်ျားမိန်းမလူတစ်ယောက်မှာ body ဆိုတဲ့ရုပ်ခန္ဓာရှိတယ်အဲ့ဒီမှာစပင်မွှေးညင်းလေးတွေလက်သေးခြေသေးလေးတွေရှိတယ်သွားတွေရှိတယ်အသားအရည်အကျော်အရိုးတွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတယ်ပြီးတော့အတွေ့အကြုံခံစားချက်တွေရှိတယ်ဖြူမဲသတ်မှတ်ချက်တွေရှိတယ်အကောင်းဆုံးဖန်တီးတတ်တဲ့အရာတွေနဲ့လှုပ်ဆောင်ချက်တွေရှိတယ်
အာယုံတွေကိုသိနေတဲ့အသည့်တွေရှိတယ်။အဲ့ဒီຢာတွေစုစည်းထားတဲ့ဖြစ်တည်မှုလေးကိုခန္ဓာ၅ပါးလို့ခေါ်တယ်။အဲ့ဒီခန္ဓာ၅ပါးထဲမှာမှားယွင်းတဲ့အမြင်ဒိဋ္ဌိဆိုတာလဲတွဲနေတတ်တယ်။ဒိဋ္ဌိဟာမှားယွင်းတဲ့အမြင်တွေနဲ့လွှမ်းမိုးချေလေတတ်တဲ့သဘောရှိတယ်။ခန္ဓာ၅ပါးကိုအစွဲပြုပြီးဒါဟာငါပဲငါဟာပဲလို့မှားယွင်းစွာသတ်မှတ်လိုက်တယ်။အထင်မှားမှုတွေဖြစ်လာတယ်။ငါဆိုတာရှိနေတယ်လို့ထင်တယ်။ငါဆိုတဲ့အတိဝိညာဉ်ဆိုးဆိုတာထာဝရရှိနေတယ်လို့ထင်တယ်။အသက်ဝိညာဉ်ဆိုဟာတဘဝပြီးတဘဝခန္ဓာတွေပြောင်းပြီးနေထိုင်နေတယ်လို့ထင်တယ်။ဒီခန္ဓာကိုယ်သိဆုံးပြီးရင်နောက်ခန္ဓာကိုယ်အသစ်စီကိုပြောင်းနေရလာတဲ့ခန္ဓာကိုယ်ကလည်းငါခန္ဓာကိုယ်ပဲဒီခန္ဓာကြီးကငါပဲလို့ထင်တယ်။အဲ့ဒီလိုမျိုးခန္ဓာ၅ပါးပေါ်မှာဒိဋ္ဌိကမှားယွင်းစွာလွှမ်းမိုးချေလေလိုက်တဲ့အခါမှာငါပဲငါဟာပဲလို့အခိုင်အမာထင်သွားရပါလေရောဒေါသထွက်ရင်တော့ငါဒေါသကိုလာမစမ်းနဲ့နော်ဆိုပြီးဒေါသကိုတောင်ငါဟာငါဒေါသလို့သတ်မှတ်နေတော့တယ်ကဲခက်ပြီဘူးလား၁ရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးကိုငါလို့ထင်တယ်၂တစ်ပင်ကိုမိပြီးအရေးရှိနေတယ်လို့မျိုးခန္ဓာ၅ပါးရှိတဲ့၅ပါးလားလို့ထင်တယ်၃ပန်းပွင့်ထဲမှာရနံ့တည်နေတယ်လို့မျိုးငါစီမှာခန္ဓာ၅ပါးကတည်နေတယ်လို့ထင်တယ်၄ခန္ဓာ၅ပါးမှာငါရှိနေတယ်လို့ထင်တယ်ဒါကိုတက္ကာယဒိဋ္ဌိလို့ခေါ်ပါတယ်ကဲအခုဒီစာကိုဖတ်နေတဲ့ချစ်မိတ်ဆွေသင်စဉ်းစားကြည့်စီခြင်းနဲ့ဒီစာကိုမြင်နေရတဲ့အမြင်အာရုံကသင်လားရေးထားတာတွေကိုလိုက်တွေးနေတဲ့အတွေးကလေးတွေဟာသင်ရဲ့အတွေးတွေလားအခုဖုံးကိုကင်ထားတဲ့လက်နဲ့အတူရုပ်ခန္ဓာကိုယ်ကြီးကရောသင်ပိုင်ဆိုင်တာတွေလားဒီຢာတွေဟာသင်ပိုင်ဆိုင်ထားတဲ့အရာတွေဆိုရင်သင်သဘောတိုင်းလိုသလိုထိန်းချုပ်လို့ရနိုင်မှာပေါ့သင်မအိုခြင်းမူအမြဲနှုတ်ပြခြင်းနဲ့ကျမ်းမာခြင်းနဲ့ချစ်တဲ့သူတွေနဲ့မခွဲခြင်းမူမုန်းတဲ့သူတွေနဲ့ဝေးခြင်းနဲ့အသက်120ရှိခြင်းနဲ့ဒီလိုသင်တောင်းတတိုင်းရမလားရမနေဘူးလေဒီခန္ဓာကြီးကသင်မပိုင်တာသူဟာသူဖြစ်ပျက်နေတဲ့အရာတစ်ခုသင်ထိန်းချုပ်လို့မရနိုင်ဘူးဖြစ်ခြင်းတိုင်းမဖြစ်ဘူးမအိုခြင်းတိုင်းလည်းမရဘူးမနာခြင်းတိုင်းလည်းမရဘူးကိုယ်ဥစ္စာဆိုကိုဖြစ်ခြင်းတလို့ဖြစ်ရမှာပေါ့ခုတော့အဲ့ဒီလိုဟုတ်မနေဘူးသူ့ဘာသူဖြစ်ပျက်နေတဲ့အရာကြီးရက်တန့်ထားလို့လည်းမရဘူးမျိုးမျိုးဖြစ်ပျက်နေတာမြဲနေတာဘာမှကိုမရှိအဲ့ဒီတော့ဒါကချမ်းသာလားဆင်းရဲလားကိုလိုကိုမလိုက်ပဲသူဟာသူဖြစ်ပျက်နေတဲ့ခန္ဓာကြီးကဆင်းရဲပဲပေါ့ရှင်းနေတာပါပဲမမြဲလို့ကိုဆင်းရဲတာမမောစရာရှာမတွေ့နိုင်တဲ့ဒီမမြဲဆင်းရဲတဲ့ခန္ဓာကြီးကိုဒါငါပဲငါဟာပဲငါဥစ္စာပဲလို့တွေးသိရဲ့လားဒီထိန်းချုပ်လို့မရတဲ့ဒုက္ခတုံဒုက္ခခဲကြီးကသင်ဟုတ်ရဲ့လားဒီတော့သင်ကဘာလဲဘယ်မှာလဲစဉ်းစားကြည့်ပါမျက်စိကသင်လားနားကသင်လားစိတ်ဝိညာဉ်ကရောသင်ဟုတ်ရဲ့လားသင်ကလောကမှာတကယ်ရှိတဲ့အရာမှဟုတ်ရဲ့လားဆိုတော့သင်လည်းတကယ်ရှိမနေသလိုကျွန်ုပ်လည်းတကယ်ရှိမနေဘူး။ရာအလုံးဟာအထင်မှားမှုတသက်တွေပဲတကယ်ရှိတဲ့အရာဆိုတာတဘာဝတရားတွေပဲတကယ်ရှိနေတာသိနေတဲ့အသိစိတ်တွေတွေးနေတဲ့အတွေးတွေခံစားနေရတဲ့ခံစားချက်တွေမှတ်သားထားတာတွေလုပ်နေတဲ့ကုသိုလ်အကုသိုလ်တရားတွေရှိနေတဲ့ခန္ဓာကိုယ်အဲ့ဒီစိတ်စေတသိက်ရုပ်ဆိုတဲ့တဘာဝတရားကသာအမှန်တကယ်ရှိနေတယ်ဆိုင်ရာအကြောင်းတွေကိုမှီပြီးအတီးတီးဖြစ်လာကြတယ်အဲ့ဒါတွေကိုငါပဲငါဟာပဲလို့ထင်နေတာအဲ့ဒီအရာတွေကိုအမြဲရှိတယ်ချမ်းသာတယ်လှပတယ်ငါပိုင်နေလို့ထင်နေတာတစားစီအဖြေရှာလိုက်ရင်ငှက်ပြောဦးလို့ပဲဘာမှအနှစ်သာရမရှိဘူးငါဟာဆိုတာပျောက်သွားလိမ့်မယ်ရှိတယ်ထင်ရအောင်လှည့်စားနေတဲ့အရာတစ်ခုတော့ရှိနေတယ်အဲ့ဒါကမောဟဆိုတဲ့အဝိဇ္ဇာတရားပဲစိတ်စေတသိက်ရုပ်ဆိုတဲ့ဒီရာအလုံးရဲ့ချုပ်ဆုံးရာအင်းငိမ့်ရာနိဗ္ဗာန်ဟာလေအမှန်တကယ်ရှိတယ်စိတ်စေတသိက်ရုပ်တွေဟာမမြဲဘူးဆင်းရဲတယ်မတင့်တယ်ဘူးထိန်းချုပ်ပိုင်ဆိုင်လို့မရဘူးနိဗ္ဗာန်နဲ့နီးဖို့ဒီလိုဆင်ခြင်ရမယ်ငါမရှိယုံ nant သာရှိ၏ဆိုတဲ့ဒီစာကြောင်းလေးကိုအကျင့်100လောက်ရွတ်ဆိုပြီးငါဆိုတာဘယ်ဟာလဲငါဟာဆိုတာဘယ်ဟာလဲလို့ရှာဖွေကြည့်ပါလို့ကျေးဇူးတော်ရှင်ဆရာတော်အရှင်ဒေါက်တာနန္ဒမာလာဘိဝေတာကတိုက်တွန်းတော်မူထားပါတယ်စိတ်စေတသိက်ရုပ်တို့ဟာငါသူတစ်ပါးယောက်ျားမိန်းမမဟုတ်ဘူးစိတ်စေတသိက်ရုပ်တို့မှာငါသူတစ်ပါးယောက်ျားမိန်းမမရှိဘူးကိုယ်တိုင်အပါဝင်တတ္တဝါတွေအပေါ်ဒါဟာငါပဲသူတစ်ပါးပဲယောက်ျားပဲမိန်းမပဲဆိုတဲ့တက္ကာယဒိဋ္ဌိအမြင်နဲ့မကြည့်ပဲကွဲပြားခြားနားတဲ့ဝိပဿနာအမြင်နဲ့ဆင်ခြင်သုံးသပ်ရင်ဒီစာကိုရေးနေတဲ့သူရောဒီစာကိုဖတ်နေတဲ့သူရော
ငါသူတစ်ပါးယောက်ျားမိန်းမပုပ်ကိုတတ္တဝါဆိုတဲ့ဆွဲလန်းမှတ်ယူကအတင်မားမှုတွေတစ်ခုမှမဟုတ်လေတဲ့ခန္ဓာ၅ပါးရုပ်နဲ့နှစ်ပါးမျှတာပါပဲဘယ်ကလာတယ်လဲဘယ်ကိုသွားမှလဲ I know but I don't know တစ်ချိန်လုံးကဗုဒ္ဓနဲ့ရကန်းသမားလေးတယောက်အမေးဖြေဆွေးနွေးခန်းလေးကအလွန်စိတ်ဝင်စားစရာကောင်းနေကလေးမလေးဟာဗုဒ္ဓရဲ့မိကွန်းတွေကိုသိတယ်မသိဘူးလို့ရိုးစင်းလေးနဲ့စွာဖြေကြားခဲ့ပါတယ်ဗုဒ္ဓကချီးကျူးတာရုခေါ်ပြီးသူ့ပညာကိုတိမှတ်ပြုခဲ့တယ်အဲ့ဒီမေးဖြေလေးကိုဖော်ပြခြင်းပါတယ်သင်ဘယ်ကလာတယ်လဲမသိပါဖေဟာဘယ်ကိုသွားမလို့လဲမသိပါဖေဟာမသိဘူးလားသိပါတယ်ဖေဟာသိသလားမသိပါဖေဟာဒီမေးဖြေကိုနားထောင်နေကြတဲ့ဘေးလူတွေကကဲ့ရဲ့ကြတာပေါ့ဒီကလေးမလေးနဲ့ဖျားရှင်မိတာကိုပောက်ကရဘာတွေဖြေနေမှန်းမသိဘူးဆိုပြီးတယောက်တစ်ပေါက်အပြစ်တင်ရှုံချစကားသံတွေအုံအုံကြက်ကြက်ထွက်ပေါ်လာလေရောအဲ့ဒီဝေဖန်သံတွေတိတ်သွားတော့မှဗုဒ္ဓကဆက်မိတယ်ဘယ်ကလာတယ်လဲဆိုတဲ့မိကွန်းကိုဘာကြောင့်မသိပါလို့ဖြေရတာလဲတပည့်တော်အိမ်ကလာတယ်ဆိုတာသိလျက်နဲ့ဘယ်ကလာတယ်လို့မေးတာဟာဘယ်ဘွားကလာခဲ့တာလဲလို့မေးတယ်လို့ထင်တာကြောင့်တပည့်တော်မသိဘူးလို့ဖြေရခြင်းဖြစ်ပါတယ်ဖေဟာဘယ်ကိုသွားမလဲဆိုတဲ့မိကွန်းကိုဘာကြောင့်မသိပါလို့ဖြေရတာလဲတပည့်တော်အလုပ်ကိစ္စရှိရာသွားမယ်ဆိုတာသိလျက်နဲ့ဘယ်ကိုသွားမလဲလို့မေးတာဟာတည်တဲ့အခါဘယ်ဘွားကိုသွားမှလဲလို့မေးလို့တယ်ထင်တာကြောင့်တပည့်တော်မသိဘူးလို့ဖြေရခြင်းဖြစ်ပါတယ်ဖေဟာမသိဘူးလားဆိုတဲ့မိကွန်းကိုဘာကြောင့်သိပါတယ်လို့ဖြေရတာလဲဒီနေ့မှတပည့်တော်ဟာဧကံမုတ်ချတေးရမယ်ဆိုတာသိတဲ့အတွက်သိပါတယ်လို့ဖြေရခြင်းဖြစ်ပါတယ်ဖေဟာသိသလားဆိုတဲ့မိကွန်းကိုဘာကြောင့်မသိပါလို့ဖြေရတာလဲတပည့်တော်ဧကံမုတ်ချတေးရမယ်ဆိုတာသိပေမဲ့ဘယ်နေ့ဘယ်ချိန်မှာဘလို့တေးရမယ်ဆိုတာမသိတဲ့အတွက်မသိပါလို့ဖြေကြရခြင်းဖြစ်ပါတယ်ဖေဟာတာဓုတာဓုတာဓုကောင်းလီစွာဒီလိုဗုဒ္ဓကဝမ်းမြောက်စကားမိန့်တော်မူပါတယ်ဘယ်ကလာတယ်လဲကုသိုလ်ကံတွေကိုအကြောင်းပြုလို့လူဘဝတစ်ခုရလာကြပြီမေညာနာတို့လိုတာမန်လူတော်တော်များများကကိုဘယ်ဘဝကလာခဲ့ကြတယ်လဲဆိုတာမသိနိုင်ကြပါဘူးဖះရှင်နဲ့ဗုဒ္ဓေနိဝါဒနုတ္တိစားတဲ့အဘိညာဉ်ရထားတဲ့ပုဂ္ဂိုလ်တို့များကသာသိနိုင်ကြပါတယ်တန်တရားကအကျယ်ကြီးပါပဲဘဝတွေကအများကြီးဖြတ်တန်းလာခဲ့ကြပြီးပြီလူဖြစ်လိုက်တိရစ္ဆာန်ဖြစ်လိုက်နတ်ပြမဖြစ်လိုက်နေကြုံရဆုံရဘုံဘဝတွေကိုရုပ်ရှင်တကားလိုပြန်ကြည့်လို့သာရစရန်ဆိုပြီးဆုံးနိုင်မှာမဟုတ်ပါဘူးဒါကြောင့်ဘဲကလာတယ်လေဆိုတာအရေးမကြီးပေမဲ့ဘဲကိုသွားမလဲဆိုတာတော့တိတ်ကိုအရေးကြီးပါတယ်ဘဲကိုသွားမှလဲလူဘဝဟာလမ်းဆုံလမ်းကွာတယ်အထက်ကိုတက်မလားရတယ်အောက်ကိုဆင်းမလားရတယ်လဲဖို့တက်တဲ့ပုံညာနာတို့တွေဟာ32ပုံရဲ့အလဲဖို့တက်တဲ့မှာရက်နေကြတယ်ပေါ်တက်မလားအောက်ဆင်းမလားဆိုတာကကိုယ့်ရဲ့ရွေးချယ်မှုနဲ့ကိုပါပဲဒါနသီလဘာဝနာလုပ်ရင်ကောင်းမွန်ရာအထက်ကိုရောက်မယ်လောဘဒေါသမောဟတွေအားကြီးသူကဒုက္ခခံမှုအောက်ကိုဆင်းသက်ရမယ်ဘယ်သူမပြုမိမိမူတကယ်တော့လောကကြီးကတရားပါတယ်ကိုယ်ဆိုင်တာကိုပြန်ရိတ်သိမ်းရမှာဓမ္မတာပါပဲနောက်ဘဝဘယ်ရောက်မယ်တေချာပေါက်ပြောလို့မရပါနဲ့ကိုယ့်ရဲ့လက်ရှိလုပ်ရက်တွေပေါ်မှာကြည့်ပြီးခံမှန်းကြည့်လို့ရတာပဲတီလာလုံးနဲ့မိဘကိုကျေးဇူးတည်တတ်တယ်တတဝါတွေအပေါ်မေတ္တာထားတယ်စသဖြင့်ကောင်းတာတွေပဲလုပ်နေတဲ့သူဟာနောင်ဘဝဆိုတာကိုတိတ်တွေးပူနေကြမလို့တော့ဘူးမသိပေမဲ့သိနေတဲ့အရာတည်ခြင်းတရားကြောင့်ပြောလိုက်ရင်အယူသေးကြသူများပါတယ်ကြောချမ်းသွားတတ်ကြတယ်နမိတ်မရှိနမမရှိဟဲဖွားဟဲ့လွဲပါစီဖဲပါစီဆိုပြီးတော့များသောအားဖြင့်လူတွေကတည်တယ်ဆိုတာကိုကြားကိုမကြားလို့ကြဘူးကြားလဲမကြားရဲကြဘူးအတုပလိုက်ဖို့ရင်တော့ကားပေါ်ကမစင်းတဲ့သူတွေရှိတယ်အတုပလိုက်ဖို့ခြင်းရဲ့အဓိပ္ပာယ်ကကိုလဲတနေ့ဒီလိုတေးရမှာပါလားလို့တန်ဝေကယူနိုင်မှုဖြစ်ပါတယ်ဝိจิတန်းကြီးလူမှုရေးရလိုက်ဖို့ပြီးကားပေါ်ကမစင်းမတော့ဘာကြိုးရှိနိုင်ပါအောင်မလဲဘယ်သူမဆိုနောက်ဆုံးမှာဒီဘူရာကိုစိုက်ကြရမှာပဲကြုံကျင်သည်ဖြစ်စီမကြုံကျင်သည်ဖြစ်စီဘယ်သူမှရှောင်လွဲလို့မရနိုင်ဘူးတတဝါတိုင်းဟာမွေးဖွားလာရပြီဆိုကြတဲ့ကတေမိန်ကကြပြီးသားဘွားဆိုတာတည်တံလိုပါပဲဘွားတစ်ခုရထားတဲ့ကိုစီအလုံးဟာဘယ်နေ့မှစီရင်ချက်ချခံရမလဲမသိနိုင်တဲ့ကြိုးတိုက်ထဲမှာရှိနေကြရတယ်အဲ့ဒီလိုပြောတော့ခါတီကောင်ခါတီလိမ့်မယ်ခါတီပေမဲ့ဒါကအမှန်တရားပါပဲကွဲတက်တဲ့သဘောရှိတဲ့ဖန်ခွက်ကလေးဘလောက်ကြာကြာခံမလဲမသိနိုင်ဘူးကိုရောတွေးကြည့်ပါဘယ်သူမဆိုဒီနေ့မှတေးရမင်လူတိုင်းသိနေကြပါတယ်လက်မခံရဲကြတာသာရှိတယ်တ
သိပေမဲ့မသိနိုင်တဲ့အရာတေးရမယ်မှန်းတော့သိနေပါရဲ့ဘယ်တော့တေးရမလဲဘယ်ချိန်တေးရမလဲဘယ်နေရာမှာလဲဘာယောဂာနဲ့လဲစသဖြင့်အတိအကျဘယ်သူမှမသိနိုင်ကြဘူးအဖိုးဖွားလူကြီးမိဘတွေဆိုကိုယ်စာတိမြေမှာခေါင်းချခြင်းကြတယ်ဒါပေမဲ့မကျင်းသေးနိုင်ဘူးလေကိုယ့်ရီကိုမြေမှာပဲခေါင်းချခြင်းမိမဲ့ခီးသွားရင်းနဲ့လေအိဋ္ဌသဘောနဲ့ကိစ္စလျှောနိုင်တာပဲဒါကြောင့်အချိန်တိုင်းမှာပြင်ဆင်ထားဖို့လိုတယ်တည်ခြင်းတရားကိုကြိုတင်ပြင်ဆင်တာကထိတ်လန့်စရာမဟုတ်ပါဘူးကိုဘွားရဲ့ဦးစားပေးရာတွေကိုပြန်လည်သုံးသပ်နိုင်ဖို့ပါပဲကိုဘွားအတွက်ဘယ်ရာကအရေးကြီးတာလဲစဉ်းစားကြည့်မကြခင်တည်ရတော့မယ်ဆိုရင်ကိုခုဘာလုပ်မှလဲကိုပြန်မေးကြည့်ပါတည်ခြင်းတရားကိုစဉ်းစားမိတဲ့အခါအရာအလုံးကအလွန်ရှင်းလင်းမြင်သာလာတယ်အဖြစ်ချင်းဆုံးဆန္ဒတွေကပေါ်လွင်လာတယ်လှုပ်ရှားရှိတဲ့လောကကောင်းကျိုးကိုကောင်းကျိုးတွေကိုအာသွန်ခွန်ဆိုင်လှုပ်ဖြစ်လာတယ်ကျိုးမရှိတဲ့အရာတွေအတွက်ကိုဘလောက်မိုက်မဲခဲ့လဲဆိုတာကိုသဘောပေါက်လာပါလိမ့်မယ်ငယ်ရွယ်စဉ်မှာအချိန်တွေအများကြီးဖြုံးခဲ့ကြတယ်ပြန်တွေးကြည့်တော့ဘာမှမမေရရဖက်မတင်ပဲကုံဆုံးခဲ့ရတဲ့အချိန်တွေမနှဲမနှောပဲရွယ်တစ်ခုရောက်လာတဲ့အခါကျဖြုံးတီးပြဖို့အချိန်တွေအလုံးလောက်မရှိတော့ဘူးတက်ရွယ်ရလာတာနဲ့မျှအချိန်တွေအကန့်အသတ်ရှိခြင်းကိုပိုခံစားလာရတယ်ရှိနေတဲ့လက်ကျန်အချိန်တွေမှာကုသိုလ်တွေများတဲ့များအောင်လုပ်ဖို့ရအရေးကြီးဆုံးပဲဆိုတာသဘောပေါက်လာတယ်တည်ခြင်းတရားကကိုယ့်ကိုခေါ်ဆောင်သွားတဲ့အခါဒီဘဝကပြုခဲ့တဲ့ကုသိုလ်တရားတွေကိုသာယေရနာတစ်ပါးလိုတည်ဆောင်သွားနိုင်တော့တယ်လေဟုတ်ကဲ့ပါရှင်ခုဖတ်ပြပေးခဲ့တာကတော့စာရေးဆရာမညာနာရေးသားထားတဲ့ Peaceful Mind Peaceful Life ငြိမ်းချမ်းသောစိတ်ငြိမ်းချမ်းသောဘဝဆိုတဲ့စာအုပ်ကလေးရဲ့အပိုင်း1ဖြစ်ပါတယ်နောက်နေ့တွေမှာလည်းဆက်လက်ပြီးတော့ကြံပိုင်းဆက်များကိုဖတ်ပြပေးအောင်မှာဖြစ်ပါတယ်နားဆင်ပေးကြသူအားလုံးကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေရှင် Channel လေးကို Like and Subscribe လုပ်ပြီးအားပေးခဲ့ပါအောင်ရှင်မိမိတို့ခံစားရရှိခဲ့တဲ့စိတ်ငြိမ်းချမ်းမှုကိုလည်း comment မှာဝေမျှပေးခဲ့ပါအောင်နော်နားဆင်ကြသူအားလုံးစိတ်နှလုံးအေးချမ်းသွားကြမယ်လို့ယုံကြည်ပါတယ်ရှင်